tổ mẹ nhà tất cả chỉ đâu xin là suy về xin là suy cái mà cũng cái cái thôi ông mà đã lọc ạ mình là cái lượng người đó này mày là má ba đây nha không giờ là hốt qua đây nha ô phải chẳng ôi người đó là không vô mà cái nhà này nếu mình yếu là thì nhận bằng gần phải ao nếu mình yếu là thì nhận bằng gần phải ao ấy là phải ai gì vậy lý bằng lý không thể là đâu phải ai gì vậy bằng gần mà do phu gia này không hiểu hết rồi nhà này phải ai gì cả đi cái này ông lên là không hiểu và tháng vừa rồi ở trong nhà là phải ai mẫu số mà đó mà phải ai là gì cái lúc đấy là mẫu số mà đó mà phải ai là ya không đâu có đâu số mà cái đó là ai qua đi nhá không đi chạm đến cái vấn đề gì thì phải ai là cái cái này cũng là aku mah cara itu lebih aku lebih tidak saja mana atau apa yang cara itu ini era mana yang mah ada tidak ada ini tak ada saya tak dia banyak yang sudah ini lah butuh ada không do mà trong các bạn là các chuỗi của mình này có là thế Ideal là để làm cái này gì này, ideal là cái sống mà, có gì này cái gì này,
900ခုတင်လို့ရအမှန်ဆိုလည်းကိုစောင့်လို့ရဟုတ်ရဲ့လားဒါကြောင့်မို့အခြားမဟုတ်ပါဘူးဘုန်းကြီးဦးတို့တရားဓမ္မဗျာဘုတို့တရားတရားနဲ့ပေါင်းစုပြီးတော့ဘုန်းကြီးကိုကုသိုလ်တရားနဲ့ဝိနည်းဆိုပြီးချင်းမြောက်ပါမယ်ကုသိုလ်ဆိုတာကအကုသိုလ်ရဲ့ဉာဏ်မှုပဲဟုတ်ရဲ့လားကုသိုလ်ဆိုတာအကုသိုလ်ရဲ့ဉာဏ်မှုပဲဘာလို့အကုသိုလ်ဆိုတာကကောင်းလို့ပေးတာဆိုလို့ပေးတာဆိုလို့ပေးအကုသိုလ်ဆိုတာဆိုလို့ပေးတယ်ကိုယ့်ရဲ့ကာမကောင်းလို့ယုံနဲ့ယုံစီစသည်ဖြင့်ညံ့သွားတဲ့အချိန်ဆိုရင်အကုသိုလ်ကဝင်ပြီးတော့ဒုက္ခပေးတယ်ဆိုးရိုးပြီးတော့အဲ့တော့အကုသိုလ်ရဲ့ဝင်ရောက်နောက်ဆက်ဖြတ်စည်းမရနိုင်အောင်သူ့ရဲ့စัจကျင်ပဲသူ့ကိုပဲဖြစ်နိုင်တဲ့ကုသိုလ်တရားနဲ့ကာကွယ်ပေးတာဟုတ်ရဲ့လားဒါဆိုဒီနေ့ကုသိုလ်တရားနဲ့ချင်းမြောက်ထောက်ပံ့ပြီးတော့အကုသိုလ်ဝင်ရောက်နောက်ဆက်ဖြတ်စည်းလို့မရအောင်ဒီနေ့မွေးနေ့မင်္ဂလာဆိုပြီးတော့ကုသိုလ်တရားနဲ့ချင်းမြောက်ထောက်ပံ့ပြီးတော့ကောင်းကျိုးချမ်းသာကြက်ပြည့်မင်္ဂလာနဲ့ပြည့်စုံကြဒီကောင်းမှုကိုပြုတဲ့အတွက်ကြောင့်ခုနကအကုသိုလ်တွေကဝင်ရောက်နှောက်ဆက်ဖြစ်စီခြင်းကမစွမ်းနိုင်တော့အသက်စိတ်ကြအနာမငြိမ်းချမ်းခြင်းနဲ့မပြည့်ဘူးလားပြည့်ပါဗျာပြည့်မှလည်းပြီးတော့ဘုရားကြီးကပြီးမှပြီသဘောပေါက်ကြလားမှန်ပါဗျာဘုန်းကြီးစဉ်းစားကြည့်တယ်အခုကပြန်တော်မူသွားရင်ဒီဘုရားကြီးကဒီတိုင်းနဲ့တဲမဲ့လူရှိတာဒီတိုင်းနဲ့ဒီတိုင်းနဲ့ဘုရားပုဂ္ဂိုလ်ကြီးလိုပဲဖြစ်မှာဟုတ်တယ်ဘုန်းကြီးကြီးတယ်လောက်ဖို့ကမလွယ်ရနော်ဘာဖြစ်လဲဆိုဟုတ်တာပေါ့ဗျာဥစ္စာတဲ့တော့မလုပ်နိုင်ဘူးလားလုပ်နိုင်ပါတယ်ဗျာမတည်နိုင်ဘူးလားတည်နိုင်ပါတယ်ဗျာဆိုလုပ်တဲ့လူကပုံကြစိတ်ကအားစိတ်တာပေါ့ကိုယ်တကာကဘုရားတဲတာပြောပြတာကအခုအပြင်ကရောက်လာတော့မတည်နိုင်ဘူးလားတည်နိုင်ပါတယ်ဗျာဆိုတာနားညာလာတယ်ဒါအကျိုးခေါ်တယ်ဒါလည်းဘုရားအတော်အလားနဲတဲ့ခါကျတော့ပြောမဆိုလူကြောက်တာလည်းပါတာတော့ကြာနာတဲတယ်ပါတယ်ဗျာဒီမှာတယောက်ဝထလုံးကမလားမသိဘူးဆိုတွေးရင်တွေးနေမှာဟုတ်ကဲ့လားမဟုတ်ပါဘူးဒီဥစ္စာကအဲ့တော့ဘာကြီးငါပြောတော့မှဝဲတကားပစားကဝဲမခကြားရည်ညာနေတာပဲတကားညာလိုက်ပြီးကြတော့တို့စကောကြီးရတော့ဘုံမြောက်ပြုံမြောက်တိတ်စိတ်ဘာမှမကြောက်ဟုတ်လားတရားမကတာတရားတပုတ်ဆန်းဆိုတာသူတို့ကိုနိဗ္ဗာန်ပြဆုံးမဖို့ရတယ်ဟိုတရားရွာထဲမှာလိုက်ခုံပြီးတော့ကျိုးတုံးပြီးဆွဲဖို့ပြီးခိုင်းရမှာလို့ပြော။ကောင်းမှလည်းထွက်လာတာ။ဒါလည်းပဲကိုယ့်ကြောင့်လည်းသူကလူပြည်မှာရောက်လာတယ်ဆိုတာအကြာကြီးနေမလားခဏလေးခဏလေးပဲဒါရောက်လို့ကိုနေတာကနေ့တိုင်းနော်အကုသိုလ်ဆိုတာနေ့တိုင်းဖြစ်တယ်ကိုမသိတာနေရပါဇာဝိဇိကဟုတ်ရဲ့လားနေ့တိုင်းပြောနေတာတွေကကောင်းတာပါတယ်လို့မကောင်းတာမပါဘူးလားမနောကဟုတ်ရဲ့လားဟုတ်ပါစိတ်နဲ့လေသူများမနာလို့တဲ့စိတ်ဝန်တိုးတဲ့စိတ်မစ္စရိယစိတ်ကမဖြစ်တော့ဘူးလားဒီအကုသိုလ်ကနေ့စဉ်နဲ့အများကာယကကိုယ်နဲ့ကျူးလွန်တာဒီကံသုံးပါးကတော့ပြောပြုတ်ကြံပြောလိုက်ပြုလုပ်လိုက်ကြံစီလိုက်ဆိုတာကုသိုလ်ကတော့အခါအားလို့ဆိုပြုတာဒါကြောင့်ဘုန်းကြီးလည်းပြောပါလားဝိဇ္ဇာတကရိယကံကြီး၅ပါးကလွယ်လို့စတဲ့ပါဏာတိပါဒစတဲ့အကုသိုလ်ကံမှမများဘူးအကျိုးမပေးနိုင်အောင်ရက်တန့်သွားအောင်ပြည့်စည်သွားအောင်ဘယ်သူကတတ်နိုင်တယ်ဆိုတော့မဂ္ဂင်တရားတွေဘာတရားလဲဒီတရားသခါဖွင့်လို့အားထုတ်တဲ့ဒီတရားပဲအဲ့ဒီအကုသိုလ်ရဲ့ငရဲအိုးသိမ့်ပြီးငရဲပြီးငြိမ့်တဲ့အလုပ်ဒီမဂ္ဂင်တရားငရဲအိုးသိမ့်ပြီးငရဲပြီးငြိမ့်တဲ့တရားဆိုတာလည်းပဲဘုရားတဆူပွင့်မှပေါ်တယ်ဘာပွင့်မှပေါ်လဲဘုရားတဆူပွင့်မှဒီတရားကရှိတယ်
တို့ပါရမီရှင်တွေနေတိုင်းပြုတဲ့ဒါနတွေစောင့်ပြီးတဲ့သီလတွေပွားများတဲ့သမထတွေဘုရားမပွင့်လို့ကလည်းရှိတယ်အခုဘုရားပွင့်တဲ့ဘာသာရဲ့ကြောင့်တော့ဘုရားတရားမကြည်ညိုတဲ့လူတွေမရှိဘူးလားရှိပါရဲ့ဗျာဘာသာကြားလည်းမရှိဘူးလားရှိပါရဲ့ဗျာသူ့ဘာသာနဲ့သူတို့ဒါနတွေမလုပ်ကြဘူးလားမှန်ပါဗျာသူ့သီလနဲ့သူမစောင့်ကြဘူးလားမှန်ပါဗျာသူ့သမထနဲ့သူ့ဒိဋ္ဌာနဲ့မရှိကြဘူးလားရှိပါဗျာရှိတာပဲဒါကြောင့်ဘုရားမပွင့်လို့ကအဲဒါနသီလသမထဆိုတာရှိတယ်အခုလို့ငရေဝသိငရေမီငြိမ့်တဲ့ဆိုတဲ့ဝိပဿနာဆိုတဲ့မဂ္ဂင်တရားကတော့ဘုရားတဆူပွင့်မှသာလေးရှိတာကြုံဖို့လိုပါလားလွယ်ပါဘူးဗျာလေးသိချင်းတဲ့ကဘာသိမ်းမှာဘုရားတဆူပွင့်တယ်ဆိုတော့စဉ်းစားကြည့်ရဲ့လာနဲ့ကဘာတော့မရင်တွက်နိုင်တဲ့အသိရှိလေးသိချင်းတဲ့ကဘာသိမ်းဒါကြောင့်မို့ဒီလိုလာပြီးကြုံပြီးတော့ကိုကနေပြီးတော့ဒီသာဝနာနဲ့ကြုံလို့သာဝနာအပွင့်မှာပဲရတဲ့မဂ္ဂင်တရားလေးကိုကိုကမနာထောင်လိုက်ရဘူးမနာလိုက်ရဘူးမကျင့်လိုက်ရဘူးဆိုတော့ကိုဒါနနဲ့တည်းတယ်သီလနဲ့တည်းတယ်သမထနဲ့တည်းတယ်လို့သာသနာပတ်မှာလူဖြစ်တာနဲ့မတူဘူးလားမှန်ပါဗျာသဘောပေါက်ကြလားပြန်စစ်ကြကြတာကိုယ်စိတ်ကိုယ်ဆုံးမှဒီတွင်းကြအောင်သိဖို့ကလွယ်ပါမလားလွယ်ပါဗျာဒါကြောင့်သာသနာရဲ့တန်ဖိုးဆိုတာဘုရားကလည်းအနိမခံခဲ့တာနေတာမဟုတ်ကဘာနဲ့ရှိတယ်တော့ဒါကြောင့်ဘုပါရမီရှင်တွေဒီတရားစကားဆိုတာဘယ်ဌာနမှာပဲကျင်းမှာရတဲ့အချိန်လေးနော်ဟိုဘမာလိုပြောတော့မအားဘူးပေါ့အေးလိုပြောတစ်ခါလိုဝါဆိုတာကိုကတစ်ခါလိုဝါမအားဘူးလားပြောတာအားတယ်လို့တော့ပဲရှိတယ်ဟုတ်ရဲ့မအားဘူးလားပြောတာဒါပေမဲ့ကိုကနေဆွေလာဆွေတော်တယ်ကိုခန္ဓာကဘယ်ကိုသွားလဲပုတ်ကသွားနေတာဟုတ်ရဲ့ဒါနေ့အိုမလာဘူးလားကိုဝိမနာဘူးလားနာပြီးမသေးရဘူးလားအဲ့ဒါတခြားကပုတ်ကသွားနေတာသွားကြကြရမသွားရင်ဘူးဒါကြောင့်ဘုရားတဆူပွင့်မှာတုတ်တော်မသွားရလားဒါမက်ခင်လာတယ်နော်ဥမာဆိုတော့အာလူဒီမှာဖြစ်တော့ဒါတော့ကိုယ်ရနာတယ်ပြီးတယ်မဖြစ်ဘူးဒါလူကြီးကလည်းကောင်းမှုလို့နတ်ပြည်ကိုရောက်တယ်နတ်ကနတ်မလီဖြစ်ရဘာလို့နတ်ချမ်းသာဆုတောင်းတယ်နတ်ပြည်မှာတော့နတ်ကနတ်မလီဖြစ်တယ်ခန္ဓာမရဘူးလားရတာတော့တခြားကအိုနာသိတယ်အိုနာသိတယ်ဒါဆိုရင်ချမ်းသာမလားဆင်းရဲမလားဆင်းရဲတယ်အခုလူဘဝလူခန္ဓာရတာအိုနာသိဒုက္ခသစ္စာဘဝမသိတော့နတ်ပြည်မှာကောင်းမှာပဲဆိုတော့နတ်ချမ်းသာတောင်းတော့နတ်ပြည်မှာနတ်သာနတ်ပြည်သွားဖြစ်တော့တခြားလားပုံနာသိတာပုံနာသိပဲဒီဒုက္ခမှာနတ်ဒုက္ခပြန်ရတာပဲဒါကြောင့်ခရားပွင့်မှဒါတွေဒီလိုအမှန်တရားကိုသိရတဲ့အတွက်ကြောင့်မဟုတ်မနာမသိအမြဲနေတယ်ဆိုတာတခြားလားနိဗ္ဗာန်ပါသာသနာကိုယ်နိဗ္ဗာန်တကားပြိပြီနော်ဒါကြောင့်ပါရမီရှင်တွေမှာမိမိတို့အသိမဟုတ်ခင်ညာဥဖို့နောက်ပြီးတော့ဘုရားကဆုံးမတယ်မင်းတို့ငါပြောမှာကွာဟုတ်လဲဟုတ်တယ်မှန်တယ်အကျိုးလည်းရှိတယ်ဒီရင်တို့ပြောခြင်းမေ့ခြင်းတော့ခြင်းအလို့ဟုတ်ခြင်းမေ့ရောမေ့ခြင်းတော့ခြင်းအလို့ရောဟုတ်ခြင်းဟုတ်လဲဟုတ်တယ်မှန်လည်းမှန်တယ်အကျိုးလည်းရှိတယ်ဒီလို့မလုပ်ရဘူးမှန်လည်းမှန်တယ်အကျိုးလည်းရှိတယ်ဆိုတော့လုပ်ရမှာဟုတ်ရဲ့လားဒါကြောင့်မို့အချိန်ကာလတော့မလုံးစေနဲ့ဘာမလုံးစေနဲ့မလုံးစေနဲ့ဆိုတော့ကိုယ်ခန္ဓာအချိန်မဆောင်နေတဲ့နဲ့အမြကိုရသွားနေတာကလေးဘဝကနေပြီးအခုလူကြီးဖြစ်လာဟုတ်လားလူကြီးလူလာလူရွယ်လူကိုအိုလာကြပြီသူကတော့အချိန်မဆိုင်ဘူးသူလမ်းနဲ့တိုင်းပြီးသွားတာကိုကနေပြီးတော့အချိန်ကာလလွန်သွားမယ်ဆိုလို့ရှိရင်အိုမနာပြီးလက်ကြိုက်နေပြီးမျက်နှာချင်းဆိုင်မှာတရားစကားဝင်ရင်လည်းဆိုရမှာတော့မလားပုံအကြရမထိုင်နိုင်ဘာဖြစ်လို့ဆိုအသက်က60ကျော်ပြီဘိုးကတောက်လို့ဒီကကြိုက်လို့ဆိုတော့အရှင်ကြီးကပြီးလာဟုတ်ရဲ့လားဘယ်အားမအားဘူးဆိုတဲ့အလုပ်ကဒီနေ့လုပ်လိုက်တယ်ကြံဆိုင်ကြံကြိုက်တယ်ပဲဆိုင်တယ်ပဲလုပ်တယ်ပြီးသွားတာနောက်နေ့တော့သူမစောင့်ဘူးလားနောက်နေ့လည်းစောင့်တယ်နောက်နေ့လည်းဒီလောက်ပဲပြန်လို့နောက်နေ့လည်းဆောက်ပါတော့တယ်ဆောက်ပါဘူးမဆောက်ဘူးအဲ့ဒီတော့အားတယ်လို့ပြောစီဒီလောက်ကိုလောက်လာတယ်ကဒုက္ခဘောဘဝများစွာသံဃာကလောက်လာ
အဲ့တော့ကိုကမသိလို့ညာကြည့်တော့အဲ့ဒါပကကိစ္စနဲ့ပရကိစ္စဒါသူတစ်ပါးအရေးဒါနပြုတဲ့သီလဆောက်တဲ့ဝိပဿနာတရားသံဝင်တရားအားထုတ်တာကိုအရေးသူများအရေးနဲ့ကိုအရေးဘယ်အရေးကြီးလဲကိုအရေးကကြီးတာကပြောတယ်အရေးမလုပ်တဲ့သူကများအရေးမလုပ်ဘူးဆိုတာသိလို့မလုပ်တာလားမသိလို့မလုပ်တာမသိလို့မလုပ်တာပေါ့ဒါကြောင့်သူများအရေးလဲဆိုရမှာပဲတာရေးသမီးစီပွားရေးကိုအရေးလဲကိုမမိတ်ဘူးဘောပေါက်ကြတာဟိုရေစံခရပြောဆိုလို့ဒီနေ့လေးစပြီလားဟုတ်ရဲ့လားဘယ်သူမှလည်းမဖိတ်ပါဘူးဘယ်သူမှလည်းမကြော်ညာဘူးအဲ့ဒါအဖြစ်ဆိုပြီးတော့တောင်းဆိုတဲ့တရားတွေကကိုကလည်းသစ္စာတရားဆိုလို့ကြွလာပေးတာပဲဘုန်းကြီးတပည့်တွေကလည်းအဲ့တော့ဒီလိုတရားနဲ့ရှင်းပြဖို့တို့တရားတွေအရှင်နဲ့စားရတာဘာဖြစ်လဲဆိုကိုအရေးကိုဆိုတာဒါတတိနေရမလားသိရမလားသိရမယ်ဆိုလို့ရှိရင်အပယ်လေးပါးတရားတွေကိုအပယ်ခွင်မကြအောင်ကိုယ်ကိုကဲတယ်မှအလုပ်ကဒီအလုပ်ပဲဆိုဟုတ်ကဲ့လားအေးကိုယ်ကိုကဲတယ်တော့အလုပ်တော့ကိုယ်အရေးကိုမဆိုဘူးတတိမရကြဘူးကိုယ်စိတ်ကိုလိုလိုက်တာနံပါတ်1ကတော့စိတ်ကစံတော်ဖရာဟောဆိုတာစိတ်ဆိုတာဗဒနာပဲဘုန်းကြီးဘလောက်ပဲပြောပါရမချင်းတွေမိမိတို့ကိုယ်စိတ်ကိုမဆုံးမနိုင်ဘူးဆိုဘယ်တော့ဓမ္မလမ်းကြောင်းတော့မရောက်ဘူးသဘောပေါက်ကြလားဘုရားကြတာနေဒီမဲ့တော့လောက်တော့မတလိမဝကများများလက်အကြီးအကျယ်ကထောက်တမှုပေါင်းတယ်ညောဘာဖြစ်လဲဆိုတော့ကိုယ်ကမသိလို့သစ္စာမသိတော့ပြုံးနေကြဘာဖြစ်လဲဆိုတော့အကုသိုလ်တွေတရားတွေနဲ့ပြောနေရတာမနေရလို့တစ်သိမှဆိုဟိုကမြဲမြဲကလာခဲ့ဆိုပြီးကိုယ်ကိုစောင့်ကိုကမသိဘူးဟုတ်ရဲ့လားမသိတော့ကြောက်ပါမကြောက်ဘူးဒါကြောင့်ငကန်းတစ်ချိန်မကြောက်ဆိုတာအခုညာတော့ဖြင့်ဒီလိုရေနာကြီးတတ်တာတဏှာယပိဋိဝိနယဥပပစ္စံဒီတဲ့ဘုရားကဆုံးပါတယ်ဂတ္တဝါတွေကများသောအားဖြင့်လောဘနဲ့တန်ရောခြင်းပေါ့ငါဥစ္စာငါပိငါဥစ္စာခွဲရတော့မှာပဲဒီကနေ့မှာပစ္စာမတိတဲ့ခါကျတော့ဘုဘမနာဘုပညာငါထားခဲ့ရတော့ပဲအဲ့လိုဆွဲလာပြီးပြိတ်တာဖြစ်တယ်ဆွဲလာပြီးဘာဖြစ်လဲပြိတ်တာဖြစ်ပါဗျာမကောင်းဘူးလားကောင်းပါပါဗျာအေးမကောင်းမဆွဲလာဘူးအဲ့ဒါဒီပစ္စာတရားနာမှာကိုပိုက်ကကိုမဆိုင်ကမသေးခင်လေးဆိုင်တာမပိုင်ဘူးဆိုတာတခြားလားအသိနဲ့ခွာရမှာမသိကလေးကနေရတာဒီအိမ်နဲ့ငါပိုင်တာမဟုတ်ဘူးအဲ့တော့ဒကာကြီးဦးချီအောင်ဆောက်ရတဲ့အိမ်ကပိုင်ရမပိုင်လို့ဦးရကမောင်းချတယ်ဆင်းလာတာဟုတ်တယ်မသိကြရတော့ဒီကနေချနေပြီဆိုတော့သိရင်ဘူးထားဟုတ်ရဲ့လားရှင်းလာပါတယ်ဆိုတော့အမေကြီးဆောက်ရတဲ့တိုင်ကြီးနဲ့တက်သုံးကြအိမ်ကြီးကောင်းတော်လည်းပဲပြီးတဲ့ခါကျတော့အမေဘယ်မှမသွားတဲ့ဒီမှာထားရတာခမညာတော့တာဟုတ်လားခမညာတော့တာပို့တာဟောသူများကနည်းရတော့ထားလည်းမထူပါဘူးဘယ်နဲ့မှပို့လိုက်ညနေလာသွားရတာဒုက္ခရောက်ပါတယ်ဆိုပြီးတော့ချစ်တယ်ဆိုတဲ့သမီးတွေသားတွေခင်လို့ဆိုတဲ့သမီးတွေသားတွေသိတော့မနေတော့ဘူးလားနေတော့တော့ပဲမသိခင်ချစ်သေးရင်အနစ်မပါအထံတာဆိုတာအဲ့တော့တို့ပါရမီရှင်တွေကလည်းဒါဘုန်းကြီးတို့ကတာဝကညာရအောင်ပြောပေးတာတတိပေးတာနော်ဒီပစ္စည်းဥစ္စာတွေကပြင်ပန်းစာပွေလို့လုပ်ပြီးရတာဆိုတာကမမျောတာတို့မမျောဘူးဆိုတာပြပါဖြစ်ဒီနေရာကောင်းလို့ပေးတာလားဆိုးလို့ပေးတာဆိုးလို့ပေးတာဩဘုရားလည်းပဲကိုကသက်သာသိတဲ့ခါကျတော့ဟာဒီဥစ္စာတွေကငါမဆိုင်ငါမပိုင်ဘူးမပေးခင်စားရတာဒါပုံဆိုင်ပဲအဲ့တော့ဒီအထက်ကစားဖို့လို့ရတာဘာရင်သမီးစီပဲသူတို့အတွက်ထားငါအတွက်လည်းဒါနပြုပါဘာလို့ရမလဲလူကတိုင်းရမယ်သာသနာနဲ့ကြောင့်ဘုရားတိုင်းကဘုရားမှာကြောင်းတိုင်းကကြောင်းမှာရပြီဖက်ပြီးတော့ငါအရင်ကငါဆိုရဟုတ်ရဲ့လားသူများအရင်လဲဆိုကိုယ့်အရင်လဲကိုမမေ့ဘူးသဘောပေါက်ကြလားဟောအဲ့ဒီနေရာကျဒီပစ္စည်းဥစ္စာကဒါနတော်ဘုရားကလူရတဲ့ခံပြီးတော့ဒီလူ့တမ်းဖို့နိုင်ရလို့ဒီအောင်နောက်ဘဝမှာအထက်ကကြမြတ်တပန်းကနေရအောင်ဆိုတော့လည်းပဲဒီပစ္စည်းဥစ္စာနဲ့ပဲအရင်ကြီးလောက်ရတာပဲဟုတ်ရဲ့လားဒါသုံးရပုံလို့လေဥစ္စာဒီပစ္စည်းဥစ္စာကသူကဆက်ဆံတာဘုရားနဲ့ဆက်ဆံတယ်ဉာဏ်မျိုး၅ပါးနဲ့ဘုရားနဲ့ဆက်ဆံတယ်
ဆက်ဆံနေတာကိုကမသိဘူးကိုငါဥစ္စာလို့ထင်နေတာဒါကြောင့်မို့အဲ့ဒီလိုကြိုတင်ပြီးသိတယ်ဆိုရင်ဆွဲရမှုလာပါတော့မယ်ငါမပိုက်ဘူးမသိငင်တင်ကားလေးဒါဘုံဆိုင်ပါလို့သိလို့ရှိရဲ့သိလည်းမဆွဲရဘူးဘာဖြစ်လဲငါပိုက်တာကိုတတ်ဆွမ်းနေမြမသိခင်ကငါလူရန်ခဲ့ပြီးပြုစုခဲ့ပြီးကိုယ်တိုင်သာလို့ခေါ်ခဲ့ပြီးဆိုနိသိစွာပြီးကုသိုလ်တရားကိုအောင်းမေပြီးတော့သုတိစိတ်ကြပြီးသွားရင်အောက်ထိသုံးတာဝရိလာပါပဲဟုတ်ရဲ့လားဟောဒါနဲ့တော့ဘောကဝါဆိုတော့ဒီလူကြီးကသာသနာ့အတွင်းကကုသိုလ်တွေပါသွားတယ်ဆိုရင်လက်ပြေရောက်တော့လည်းပဲဘုံဘိမှန်ဥယေယေကံပရိဒါပင်နဲ့အချွေရနေပြည့်စုံစုံပဲအဲ့ဒါဒါနတရားလားဒါနတရားပဲဘာဖြစ်လဲဆိုတော့အနာဂတ်ကျောင်းသားရကကြီးကြားဘူးလားကြားပါအေးအနာဂတ်ကျောင်းသားရကကြီးကဖယားကိုအမတန်ကြည်ညိုပြီးတော့တန်ခါးကြီးကြည်ညိုတဲ့သောတာပန်ပုဂ္ဂိုလ်ဇေတဝန်ကျောင်းတော်ကြီးဆောက်လို့မလူလားဘူးလားအဲ့လူလန်းတာအဲ့တော့ကျောင်းသားရကကြီးကွယ်လွန်သွားတော့တာဝရိငါမှာဇေတဝန်ကျောင်းတော်ကြီးအတိုင်းပဲဗိမာန်ကြီးကဆုနေမုံချုံနဲ့တခါတည်းအလိုအလျောက်သူ့အတွက်ပေါ်ပေါက်လာအဲ့ဒါလူကြီးကဘုံတပါစိတ်ထက်ပုံနာတာဝရိမှာကျောင်းသားရကအနာရိနတ်သားဆိုပြီးတော့နတ်ပြည်မှာလည်းကျောင်းသားရကနတ်သားပဲအဲ့ဒါကုသိုလ်ကအစိမ်ဝါကြောင့်ဒီเจ้าကြီးကသွားတာမဟုတ်ဘူးနော်အเจ้าလို့နဲ့သူချိုးပြီးသွားတာနန္ဒီယတထေလည်းဘုရားဝိဇ္ဇာတော်ဘောမှာကျောင်းဆောင်လို့ပဲလူခဲ့တဲ့ခါကျအဲ့ဒီကုသိုလ်အစိမ်ဝါကြောင့်တာဝရိလည်းမှာဗိမာန်ကြီးပေါ်ပေါက်တယ်ယူစရာနေဒုရကရေဘာတွေ့နတ်ကြီးမတွေ့ဘူးဘုံကျလည်းမတွေ့ဘယ်လိုသွားတွေ့လဲစင်မာမောက်ကတကူအရာကြီးတဲ့ဘွဲ့သူတို့နတ်ပြည်ကြွပြီးဆုံးခံနတ်တွေကိုချီးမြှောက်တယ်အဲ့တော့ခဖို့တလားတော့ကငါလာတော့ကတော့ဒီနေရာကွက်လိုက်ရင်ယူစနာတရားတော့ရှိအခုတော့ဗိမာန်ကြီးတစ်လုံးကပြည့်နေတာလေဒီအပေါ်မှာဇမမောကလန်ကြည့်တယ်ပရမဆုံးကကြတော့ဒီနတ်ပြည်မှာဒီနေရာယူစနာနေရာတော့အပြောင်းကွက်လိုက်ရင်အခုတော့ဗိမာန်ကြီးတစ်လုံးကတခါတည်းထေဝါခန့်ညာနဲ့ပြည့်နတ်တတိတယောက်ကထိုင်ဗိမာန်ကြီးအောက်အဲ့နတ်ဘုံမှာဘုံဗိမာန်ကြီးအောက်နတ်သမီးရထိုင်ပြီးတော့ဆင်မမောကလအနာရောက်တော့နတ်သမီးဥချအရှင်ဘုရားနဲ့ဆုံးခံကြတော့လူပြေကိုပြန်ရောက်တဲ့အခါနန္ဒီယကတိကိုပြောလိုက်ပါလူပြေကမြေအိုးဆွန့်ပြီးတော့နတ်ပြေကဆွေဦးလာယူပါတော့ဒီဘိက္ခာကြီးကသူ့ဘိက္ခာမှာဗျာသူမရောက်သေးလို့တပည့်တော်စောင့်နေရပါတယ်ဆိုတော့ပါရမီရှင်တွေအဲ့ဒါယုံရဲ့ယုံရဲ့လားလူပြေကကုသိုလ်စိတ်ွားကြောင့်နတ်ပြည်မှာဘုံပေါက်လို့လူပြည်ကအကုသိုလ်ကမရေပုံပေါက်သွားသဘောပေါက်ကြလားအေးဒါကြောင့်အဲ့ဒါကိုကမရေပြည်မှာသွားပြီးတော့မရေပုံဆောက်တာကလူပြည်မှာလုပ်တဲ့အကုသိုလ်နတ်ပြည်မှာဘုံပေါက်တယ်နတ်ပြည်မှာသွားပြီးတော့လူကတာလူပြည်မှာလူကန်းတာဒါကြောင့်လူပြည်လောကကြီးကကုသိုလ်မျိုးပါရမီမျိုးစိုက်ပြိုးကျဲကြရလဲရမြေကောင်းတဲ့တူလေးကိုဘုရားကဆုံးမတာနော်သဘောပေါက်ကြလားအေးဒါကြောင့်နန္ဒီယစမမောက္ကလနာစဉ်းစားတယ်နန္ဒီယမသိသေးဘူးဟာဘုံဘိမှန်တော့ပေါ့ဘူးဒါကြောင့်နတ်သမီးကလူပြည်ကမြေအိုးဆုံးပြီးနတ်ပြည်ကဆိုဖို့ဆိုတာလူပြည်ကလူခန္ဓာကမြေအိုးနဲ့နတ်ပြည်ကနတ်ခန္ဓာကဆိုအိုးနဲ့ဟုတ်ရဲ့လားနတ်သမီးပြောလိုက်ရလူပြည်ကလူမြေအိုးဆုံးပြီးနတ်ပြည်ကဆိုအိုးလာလို့ပါလူပြည်ကလူခန္ဓာဆိုပြီးတော့နတ်ပြည်လာပါတော့သူရောက်လာလို့သူရောက်ရင်စောင့်နေရနတ်သမီးကလူပဲမှာဒါကြောင့်ဇမမောကလန်ကလည်းပဲလူပြည့်ပြရောက်တော့ဟောကမ္မဝိပါကတာကအကျိုးပေးတဲ့ဆွမ်းကျေပါနန္ဒီယမသေးသေးဘူးဒါဝရိကမှာဗိမာန်ကိုပေါက်နေဘုံပေါက်နေပြီဆိုတော့ဆုံးဖုံးပြီးတော့လူပြည့်ပြရောက်ဆုံးဖုံးပြီးတော့ဘုရားထာသွားတယ်မြတ်စွာဘုရားလူကလူပြည်မှာကောင်းမှုပြုပြီးမသိခင်ကနတ်ပြည်မှာဘုံပေါက်တာများရှိကြလားလို့ဘုရားကသွားမမေးဘူးပြပါဗျာဘုရားကမင်းကိုယ်တိုင်မြင်ခဲ့တာဟုတ်ရဲ့သူကိုယ်တိုင်မမြင်ဘူးလားမင်းကိုယ်တိုင်မြင်ခဲ့တာငါ့ကိုမေးရတယ်သဘောပေါက်ကြလားဒါကြောင့်တို့ပါရမီရှင်များပါဏာတိပါဒစတဲ့အကုသိုလ်မှန်သမျှဒီသာနတိယကံ၅ပါးဆိုတာသိတာအမေတ္တအဖေတ္တယန္တတ္တဘုရားဘုရားပြအောင်လုပ်တာသံဃာမင်းခွဲတာအဲ့ဒီအကုသိုလ်ကံကြီး၅ခုကလွဲလို့ရှိရင်ကုသိုလ်နဲ့
ဒီခုနအားထုတ်တဲ့ဝိပဿနာတရားထိုင်တာလေသမာဓိလေးရပြီးဝိပဿနာဉာဏ်ရလို့ဆိုရင်တော့ဘာနာတိပါဒစတဲ့အကုသိုလ်ကံမှန်သမျှကအကုန်ငရဲဥသိမ့်ငရဲကြီးကြီးနဲ့အပေတကားပြည့်သဘောပေါက်ကြလားဒီဥစ္စာကအကျိုးမရှိဘူးလားအကျိုးရှိတယ်ဆိုမလုပ်နိုင်ဘူးလားကဲလုပ်နိုင်တယ်ဆိုတော့အချိန်ကာလမဟုတ်သေးနဲ့နော်တရားစခန်းတွေရှိတာသူလည်းအများကြီးလို့9ရက်ဆို9ရက်ပဲတစ်ခါတည်းဝါအဲ့လက်တစ်ခါတည်းဝါမအားသေးဘူးလေနောက်ဆုံးတော့အဲ့ဒီကအခေါင်းထဲရောက်သွားအဲ့ဒါတော့မင်းတို့လည်းအားပါဘူးလားသူပြောမလားမအားသေးဘူးလို့ပြောမလားဟုတ်လားအခေါင်းထဲရောက်သွားပြီအဲ့ဒါမအားသေးဘူးပြောမှလားဒါကြောင့်ဒါဘုန်းကြီးတို့ကတော့အတိတ်တွေတိုက်အောင်ပြောဆိုတာပဲเนาะနံပါတ်1ဘုန်းကြီးဘယ်တော့ပဲပြောပါရမီကြီးတွေကိုယ်စိတ်ကကိုဆုံးမရဟုတ်ရဲ့လားကိုယ်စိတ်ကိုသာကိုဆုံးမပါဘုန်းကြီးတွေဒီလောက်ပြောတာမင်းတို့တွေမိုက်တော့ပဲလားကွာမင်းသမီးလေးသူနေမစိတ်ချမှဖြူနေဘူးလားဟုတ်ရဲ့လားမရလားမင်းသမီးလူနေမင်းပွားချိုးနေပြီမင်းအခုတည်းလေသူစိတ်ပြမင်းမာနမချိုးနေဘူးလားဟုတ်ရဲ့လားကိုယ်ခါတဲ့ပြောင်းဆုံးမကြည့်အဲ့လိုဆုံးမမှသာလေကိုယ်စိတ်ကိုဆုံးမဩငါကတော့မကြခင်ငါအထောက်ငါထားပြီးမန္တရာခီးတဲ့ငါထွက်ရတော့မှာပဲဟောရတော့မှာပဲငါသွားလို့ဖြစ်တဲ့သမီးလေးခေါ်လို့လိုက်ပါဘယ်လိုက်တယ်လဲသူ့ပြင်ကခဏတွေ့ခဲ့တာအဲ့တော့ကိုယ်ထုတ်ကိုထားပြီးကိုယ်လည်းကိုယ်ဆောက်အောင်ဆိုအထောက်ကလည်းထုတ်အထောက်ကဘယ်နဲ့ထုတ်လဲဘာထုတ်လဲအကုသိုလ်ထုတ်နဲ့ကုသိုလ်ထုတ်ဘယ်ထောက်ကကြည့်တယ်ဘယ်ထောက်ကသေးတယ်ဆိုတော့ကိုယ့်ဟာကိုယ်ပဲတွေးရတော့ဟုတ်ရဲ့လားဒါကြောင့်မို့အထောက်မလို့ဘူးဒီတရားစခန်းဆိုတာဝိပဿနာဆိုတာဒီတရားကိုအားထုတ်လိုက်တယ်မမိပမာတိရရမမိခန္ဓာကိုဉာဏ်နဲ့တရားနဲ့ကြည့်ပြီးတော့ခန္ဓာအစိပြည့်ပြည့်ဉာဏ်ပြီးမဲ့တိုက်သွားလို့မက်ကဘိညာတတိမာတာဆိုတာစိတ်ထဲမှာဒီနဲ့ငြိမ်ပြီးတော့တစ်ချက်ကြတယ်ဆိုရင်ခုနကြောက်လာတာတော့မရေမှုသိမရေမင်းငြိမ်တယ်အဲ့ဒီခါကျဝိသကအနာတဝိလို့ကခုတ်ပြောတာပဲဝိသကကြောင်းမှဒီဆိုတာကြောင်းရင်းနဲ့ချက်ပေါ်မှာမကဘူးစာပေတွေကပြောတာကဘုံတော့မတွေ့ပါဘူးစာပေတွေကပြောလို့ကတာမြည်တွေနဲ့ဟုတ်လားသမီးလေးမြည်တွေမြစ်တွေနဲ့ဒါပေမဲ့ဘယ်ဝိသကဘယ်မြည်ဆိုတာခွဲလို့မရဘူးအယိုးကြီးကောင်းရင်ကိုဒီလိုတူထိုင်နေတဲ့သူမြည်တွေမြစ်တွေနဲ့ဒါနဲ့ကြည့်လိုက်တယ်ရုပ်တွေလားဝိသကကြောင်းမှကြီးရပဲခါတယ်နုတ်တာနော်အယွယ်ကြီးကောင်းရဲ့အသက်တာကြီးတာအဲ့တော့မြည်တွေနဲ့မြစ်တွေနဲ့တူတူထိုင်တယ်လို့ခွဲလို့မရဘူးအယွယ်ကြီးကတူတူပဲဖြစ်တယ်ဘယ်အဝိဒါထားဒါပေမဲ့ဖားတော့မယ်ဆိုမှကျွတ်ဆိုလက်ထောက်တာအသက်ကပြောလာပြီဟုတ်လားဖားတဲ့ခါကျမှအိုဇာတာနဲ့ကျအယွယ်ကလည်းလုံးပြုံဝင်လို့ခါတာခိုင်တာတော့လေးသွားပြီဟုတ်ရဲ့လားအဲ့ခါတာခိုင်တာမှကြည့်ပြီးဩဝိဒါခိုင်အဲ့ဒါပါလားဆိုတာသိရတယ်ဒါကြောင့်ဒီသာသနာတော်ဝိသခါလည်းဒီလိုနာမည်တတိတထေပေါ်ကြော်ကြားအောင်နော်ဘယ်တော့ပါမီပြည့်ခဲ့ရလဲကဘာတသိန်းဘုရားနဲ့ယဉ်ပြီးဒီလိုနာမည်ကြံအောင်ခဲ့တယ်အဲ့ဒါဘုန်းကြီးမိုးနေကိစနော်အဲ့ဒါစပြီးလို့ပြောတာပါအခုလည်းတရားမတွေကဘုန်းကြီးကိုတခြားတာကုသိုလ်တရားနဲ့ချင်းမြောက်တာကုသိုလ်တရားနဲ့ချင်းမြောက်တဲ့အခါကျတော့ဘုန်းကြီးမှာအားလုံးလည်းဆိုကြဆရာတော်ရှင်သူမြတ်ဖယားတပည့်တော်မတို့သည်သရဆွေလန်းဝိနည်းမင်္ဂလာစီမံဆောင်ရွက်ပူဇော်ရသောဤကောင်းမှုကြောင့်ဆရာတော်ဘုရားသည်အသက်စေကြာအနာမကင်းကျမ်းမာခြင်းနှင့်ပြည့်စုံ၍သာသနာအကျိုးဒီဖို့ဆောင်ရွက်ကျင့်ကြံပွားများအားထုတ်နိုင်ပါစေဘုရားသာဓုသာဓုကဲဘုရားဝါတုတ္တပမင်္ဂလာရတ္တတပ္ပဒေဝတာဘာဝဗုဒ္ဓအနုဘာဝေနပရာဒုက္ခိဘုံဒုက္ခိဆိုတာအားလုံးသောပါရမီရှင်များနော်
ဆောတော့ဟမ် ဟုတ်တယ် ဘာတော့ ဘုရားဘောကမောဘေတောက်ဘေဘောရဲ့ခဏပိတ်တာလေတောက်ပိတ်တာပိတ်ဘုရားဟုတ်ဘေဘောနေလား ဒီလေးနာမကောင်းဘူးလား ဥပေဘောကောင်းလို့ဒီနေ့ဘုရားခလာကိုသွားတယ်ဟုတ်ကဲ့အဲ့နိုးလိုက်ရှိတယ်ဝယ်လို့တော့အော်လည်းပါဆရာတော်ဆုတောင်းပြီးတော့တက်ကြွရာဆိုစီပါစီတာနာလည်းပြနိုင်ပါဆုတောင်းပေးကြတော့ကဲဆရာတော်ဘေးရကင်းကျိုးတာမဟုတ်လိုက်ကြတယ်ဆရာတော်ဘေးရကင်းပါစေစေစေကင်းနာဝုံကိုရွယ်ကူစွာဆောင်ရွက်နိုင်ပါစေဓာတ်ပေါ်ရိုက်ချက်တဲ့တော့လည်းမတော်တော့ဝင်ဟာလားဟာလားဓာတ်ပေါ်ရလို့ရမရတာမတူပါဓာတ်ပေါ်ရရတော့ဘာတခါနဲ့ဖောက်ပါနေတယ်လည်းကတော့ဖာလို့ဖာလို့ဖာပါဖာပဲဆရာတော်ဘီယံကိပါစေကိုစီရဲ့ကိပါစေစိတ်ရှိရဲ့ကိပါစေကိုစိတ်နဲ့ဖြာပြကြမှာစွာဖြင့်ချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝုကိုတာရဏဝုကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တက်တော်ရာတော်စီပါစေတာဓုတာဓုတာဓုကဲတကားအရေးကလေးဒီမှာကြွလာဒီမှာလာတကားအရေးကလေးတကားအရေးကလေးမှာလာခဲ့ အရင်ကအပြားကလုံးနေတာမေတ္တာကမဆို မေတ္တာကမဆိုဘုလာခဲ့ လုံးတာ ပတ်ဖို့တကြည့်ရဘူးပတ်ဖို့တကြည့်ရကြည့်မမေးဝင်ဟုတ်အမဖတ်တာတယ် ဘယ်လိုဟုတ်လဲ နေပါလေ တော့သုံးနေမှာ ခရွန်းဟာဒါကြီးလိုက်ခုပေးလိုက်ဒါကြီးကဲမိုးလေးတွေကနည်းများမစို့ ဟုတ်ကဲ့မလားဒီဘန်းဘာလို့ခမဘောဆက်ဆိုင်ကတို့လည်းတော့လည်းဘာသာကြည့်တော့လည်းဒီနော်ကနော်
ကဲတက္ကမလေးတက္ကလေးလာဦးစုခုပေးမ ဟော လား လည်းကောက်သွားတယ်အဲ့ဒါမဲ့ဘလူးကလာတယ်ခိုင်းသွား ဦးစိုးကဘုရားကတော့ တက္ကမကြီးရောက်စီရောက်လိုက်ခွင့်မရတက္ကမကြီးနော်ရောက်စီရောက်လိုက်ခွင့်ပေးလိုက်တန်းမော်အရွယ်ငယ်လဲတက္ကမတယောက်ထလိုက်ခွင့်ပေးလိုက်လေဟောတက္ကမကြီးလွတ်နေရပါဖိနေကိုရနဝေကဓမ္မသာလေးကိုဥမောင်ကဓမ္မဒါနပြုတယ်ဒီလိုအဲ့ဒါလေးဟိုကနောက်တဲ့ချိုးအောင်အလွတ်လေးရအဲ့ဒီနာမည်ကသာသမီလေးကဓမ္မဒါနပြုတယ်ဒါရီအလွတ်လေးရလောက်ရင်ကြိုင်နဲ့ဝိုင်းလာလေးနဲ့ဆို
ကစားတော့ဝိုင်းမှာမဟုတ်ဘူး။ရောက်တယ်တော့တော့မနာဘူး။ဟမ်။ဒီမှာကြောက်တာသိရတယ်။ တဲ့ဘောနိုင်ဆိုတယ်နော်ပြောဗျာဒီပြောကြဩဃာတကတော့ပြောနေတော့ကြရအောင်အာလုံးသောပါဠိနဲ့ကျမ်းမှာရေဦးတဲ့လူကနာမဟုတ်ဘူးဘဝလူကနာတဲ့ခါလေးအားလုံးနဲ့အာရုံပြုကြတယ်ဒီမှာနော်ဟုတ်ကဲ့Ayah, Yarna, Daya, Yarna, Naga, Yarna.
ဖဆရာသမားတို့အားကာယဝစီမနောချီလယအင်္ဂလိယုတ်ကျွတ်လက်ဆုံးဟောရဲ့စေဘောရောရတော်နကသစ္စာပါရမီကုသိုလ်ကြောင့်မအိုမနာမသိအမြဲမြဲရဖြစ်တော်နိဗ္ဗာန်တို့၎င်းဒုက္ခခါမိတ်ချုပ်ရင်းယုံနေရဖြစ်တော်နိဗ္ဗာန်တို့၎င်းဇာတိတရာဗျာတိမရဏသစိသောတသတ္တိသံဃာတိကြောင့်ဤပင်ကြီးယုံသိချုပ်ရင်းရဖြစ်တော်နိဗ္ဗာန်တို့၎င်းမိမိတို့ပြုလုပ်အားထုတ်လူကံအပ်သောဇာနသီလစေရနာနှင့်တဝါအထုံးဆက်ဖြစ်သောဥပါဒနာဉာဏ်သည်လင်းမြန်သောမဉ္ဇဉ်တို့ကျေးဇူးပြု၍နေဉာဏ်တို့မြတ်မောမှုလွယ်နိုင်ကြသည်ဖြစ်စေအဟံမန္တိဣတရတိနတဟယင်္စတိနံဓမ္မယာသာမိအဟံမန္တိဣတရတိနတဟအဟင်္ဂသမနာတတံဥပောတကတိယံဓမ္မယာသာမိလောကံတတဝါဒီနံလေထမေဘာတိဒုတိယပိအဟံပန္တိဣတရတိနတဟအခေနသမနာတတံဥပောကတိယံဓမ္မယာသာတိလောကံတတဝါဒီနံလေထမေဘာတိဒတိယပိအဟံပန္တိဣတရတိနတဟအခေနသမနာတတံဥပောကတိယံဓမ္မယာသာတိလောကံတတဝါဒီယံဒေသမေဘာတိယမဝဒပိနဝဒေသနမောတတ္တဘဂဝါတောဖာတောသမ္မာနာဗုဒ္ဓတဒုတိယပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယပိဓမ္မံတရဏံဂစ္ဆာမိဒုတိယပိသံဃံတရဏံဂစ္ဆာမိဒါတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒါတိယံပိဓမ္မံတရဏံဂစ္ဆာမိဒါတိယံပိသံဃံတရဏံဂစ္ဆာမိဒါတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒါတိယံပိဓမ္မံတရဏံဂစ္ဆာမိဒါတိယံပိသံဃံတရဏံဂစ္ဆာမိတရဏကမ္မနာတိယမဟာပိဗုဒ္ဓံအနာတိပါဒဝရမဏိသိက္ခာပဒံသမာဓိယာမိအာဂိနာဒါနာဝရမဏိသိက္ခာပဒံသမာဓိယာမိအာဗျာမသရိယဝရမဏိသိက္ခာပဒံသမာဓိယာမိမုခာဝါဒဝရမဏိသိက္ခာပဒံသမာဓိယာမိဒုရာမေရယမိစ္ဆပမာဒခန္နာဝရမဏိသိက္ခာပဒံသမာဓိယာမိဝိပါဒဘောဓနာဝရမဏိသိက္ခာပဒံသမာဓိယာမိနေသသီလဝါတိကဝိတုကသာသနာမာလာခန္ဓာဝိလေပနာဒါရဏမန္တနာဝိဘုရဏခန္ဓာဝရမဏိ
သမာဓိယာတိဥစ္စာဒနာဘောကိဝါယွေလောဘဆုံးမဲ့မလူယတာဘောနာလူဖြစ်နာဤလက်ရှိဘဝမဆုံးရအောင်ဒါနသီလဘဝနာကောင်းမှုကျိုးစားပြုတော်ဤနမေပုံညာအာရောခယဝါဟောဣဒံမေပုံညာနိဗ္ဗာန်တာယေဇယောဟောတုဣဝိဒနာပတိကာယတိနာတုနာနိဗ္ဗာန်ဘုရားချမ်းသာပိဒါသောသုံးရာသောပရဏဂုဏ်တာနဝအထင်ကသမနာတတယင်ကစပန်းနဲ့မြေတော်ဥဘောဓထညာဘုသီလတော်မြတ်ကိုသမာဓိဒဝါသောတော်အဖြစ်ဒုက္ခယူဆောင်ပြီးရကိုပြီး၍ဒုံမီစပန်းပြီးလာကိုနိုင်ပြီး၍ဘယဝတ္တဖြစ်ကြကုန်သောမေတ္တာယကာဒါယကာမှာပေါင်းလို့ဒီဤတော်ဤယနေ့မှာပထာယစ၍ရာဝနိဗ္ဗာန်ဘာဘာကံခန္ဓာကိုယ်လက်သာသိရည်နေရမှာနိဗ္ဗာန်ကိုရောက်ပြီးကြအောင်သဗ္ဗမဒိနာဒါနသီလဘောနာစပြသောကုသိုလ်ကောင်းမှုတရားတို့၌မမေ့မလျော့မပေါ့မဆပရိကယာနှင့်သံပါတိထကိုယ်စီကိုယ်မှပြည့်စုံကြစေကုန်တော်ကျောင်းတော်ချမ်းတော်ဆရာတော်ကတော်ဆင်မြတ်စွာဘုရားအားလုံးသောသတိတရားကမ္မတော်ပေါ်၌မေတ္တာစိတ်စုအာယုပြု၍ပြိတ္တရာရှိနေတော်မူကြပါဗျာ။သမ္မာတသဗ္ဗဝါလေတုအာတရာကိသံတုဒေဝတာဓမ္မမုဒိရာသတ္တကုဏတုတတ္တမောက္ခတံဓမ္မဘာဝနာကာလောယံဗနန္တာဓမ္မဘာဝနာကာလောယံဗနန္တာဓမ္မဘာဝနာကာလောယံဗနန္တာနမောတတ္တဘဂဝတောသာတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောသာတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောသာတောသမ္မာသမ္ဗုဒ္ဓတ္တယထာနုဘာဝတောယထာဒေဝတာနာတိဝေဒနာယမိဇေဝရေဥဒ္ဒံသောအတ္တေတိဝမတတိရောဒုက္ခဒုက္ခတိသုလောသဘာဝကိသိနပတတိဧဝမတိဥပုပေယံပရိက္ခကမနာမာယေကရဏီယမတကုတလေနယတအန္တပဒါတိတတေသာဘေကောသုသာတုသုသာဒီဝါဇောဇတာမုဒုလတ္တိမာနိအာတောရကောသလူဝါရောသအဘာကေဇောသသနာဝဘာဝတိသာနေတိရောသမိခေကောသအဘာကဘောဘုလေကောနာလူခေရောနသခောဒမာဂရေကေစီယေနာဝိယံပတေဥပဝရေယောလောကေတောဝခေမိနောဟောတုသဘာဂတာဘောတုတုဘိဒတာယေကေစီဘာနာဘုဒ္ဓတိတတဝါသာဝရဝနဝတေတာဧကဝါယေဝမဟာပစ္စည်းမာရနာကအနုကတုလာဒေယဝါယေဝအတိဋ္ဌာယေဝဒုေဝတတိအဝိဒုေဘုရားဝသမ္မာဝေတိဝါသဗ္ဗတာဘောတုသုခိတတာနာရောပရာတိကုပ္ပေသနာတိမယေတသဒတိနာတိတိယာရောကနာဝိကပညာပညာမေယတဒုက္ခမိတ်စေယမာတရာယာတိယံဗုဒ္ဓမာယုကာဧကဗုဒ္ဓမာနုရခေဧဝမိနဘာဘုဒေတုမာနဓမ္မဝါယေအပရိမာဏံမေတေသာသဗ္ဗလောကသဗ္ဗေမာနသ
เอตาตะเตเตเกยะยะมาเมตาวิหารไมยามาหุเนเยตานุภะกะมาติลาวะดะตะเนนะตะปะโนตาเมรุวินายะเกนะนายิสัตถุกะวะเตยะพุทธาเวติปุราติมะนเมนิตาบาเตนะนิภูราเมวิกาเดวิโนเมนุรักขันตุอาโรเกนะทุเขนาสาเทกินะนเมนิตาบาเกนะนิเอวะเมวิกาเดวิโนเมนุรักขันตุอาโรเกนะทุเขนาสาเยติมะนเมนิตาบาเกนะนิมาตาเมวิกาเอวิโนเมนุรักขันตุอาโรเกนะทุเขนาสาဩဒရနမေတိသာဘာเกนะนิยะคาเมวิกาเอวิโนเมนุรักขันตุอาโรเกนะทุเขนาสาปุราติเมนะกัจจาระโตเทกิเนนะวิโรจโกยิติเมนะวิรูปะโกภูเรโรอุตรานินะกาตาโรเดมาราสาโลกะปะลายะตามิโนเอวิโนเมนุรักขันตุอาโรเกนะทุเขนาสาอาคาตะกัสสะภุมัตถาเทวานาคาเมวิกาเอวิโนเมนุรักขันตุอาโรเกนะทุเขนาสาเอติมันโตสะเยเกวะวัตตะอิดาอาระเตเยวิโนเมนุรักขันตุอาโรเกนะทุเขนาสาลาภิติโยวิเวสันตุโลกโรโกวินาศาตุมาติโกจันตรายาทุกิริวายุโกโกวะอภิวรณะเกเลกานิสาหุดาปดายิโนสัจจโรธรรมาหุดามิอายุโหโนตุขังกลังอิติปิโตภะคะวะอะระหังสัมมาสัมพุทโธเวชาสรณะสัพพะโนทุกขโตโลกวิทูอนุตตรปุริสธรรมะสารถิกัจจาเทวามนุสานาบุโรภะคะวาตวะปะโตภะคะวะกาลโมตังเวทิโกอาคาลิโกเอวะติโกปะเมหิโกวิสัจจเวทิตาโกวิยุติโตเดวังโนภะคะวะโตธรรมะนังโกอุตุปริปันโนภะคะวะโตธรรมะนังโกญาณปริปันโนภะคะวะโตธรรมะนังโกธรรมิติปริปันโนภะคะวะโตธรรมะนังโกเยติกัสสะดามิปุริสายุกาเนกาปุริสาภุกตังเอกาภะคะวะโตธรรมะนังโกอาหุเนโยปาหุเนโยเนกิเนโยเอตติกรณีโยอนุตตรปุญญเกตาโลกะตังเดโวโมกังตระดังนันธรรมังตังเอสะภิกขโวพยาวะสัมปิกัจจวาโลกะโนนะเหติยะโยนิเมจาวะมังเรสะโยสัมมานาโพธกุณาอาคาโตปาเวระโหโยโกปินาอาคานาโอดานุภาเวนาวินาสัมเปตุยะโยนิเมจาวะมังเรสะโยสัมมานาโพธกุณา
တဲ့ဟုတ်တယ်ဘုရင်ကစားပြီးတော့မင်းသားတဲ့ဒီနေ့တော့ဒီဘုန်းကြီးဝင်းနေဆိုပြီးဒီမှာလုပ်ပေးတယ်ဒါကဒီနေ့ကျောင်းလေးမှာပြင်တဲ့ကျောင်းကိုဒီဦးစီပြင်ကျောင်းမှာကျောင်းပြီးတဲ့ကျောင်းလဲဝမ်းမြောက်လို့လာလို့ပေါ်ပါတယ်ဒါလည်းဆိုတော့ဒီနေ့ကဒီကျောင်းမှာတော့ဒီတော့ဖြစ်ပေါ်နေတယ်ဒီကနေ့တော့ရတယ်ဒီနေ့ပြန်ပြီးလာနာမည်နော်ဓမ္မမောဘုံတော်ကြီးကြောင်းဆရာတော်တဲ့လူကကြွားတော်ကဘုံတော်ကြီးကြောင်းဆရာလူစင်ကတော့ဘုံတော်ကြောင်းတော်ချူကြီးစမ်းကြည့်ပါမှာလူစင်ကစက်ကပေါ်တာနဲ့ဘာဘုံတော်ချူကြီးအဲဒါကိုကြားရတဲ့ပုံစံဒီလိုမျိုးမှာလူစင်ကလူဆိုင်ကဥပ္ပန္နတော်သူအေမိတာကဲစက်ကသာဓုသာဓုသာဓုပါဘုရားကြောင့်ဝေပြဘုရားကြောင့်ဆရာတော်အလူကကြွားတော်မူပါဗျာဝေပြဘုရားကြောင့်ဆရာတော်ဥအောင်မြင့်တော်တန်းဝီအလုစင်ကတော့ဦးမြင့်တော်တန်းဝီဟမ်ဘုဘောတော်ကလည်းဘုန်းကြီးပဲတော်တန်းဝီတော့အဲ့ဒါနော်သာဓုသာဓုသာဓုမပြောတော့ဆွေတော်ကြောင်းဆရာတော်လူကကြွတော်မူပါဗျာမပြောတော့ဆွေတော်ကြောင်းဆရာတော်လူကကြွတော်မူပါဗျာလူစင်ကတော့ဥုံဝေဒေါ်စောကြည်ဖို့ဆိုပြီးပြပါလူစင်ကတော့ဥုံဝေဒေါ်စောကြည်ဖို့ဆိုပြီးပြပါသာဓုသာဓုသာဓုကိုယ်စိတ်မြတ်ဒီဘက်ကြောင်းဆရာတော်အလူကကြွတော်မူပါဗျာကိုယ်စိတ်မြတ်ဒီဘက်ကြောင်းဆရာတော်အလူကကြွတော်မူပါဗျာအလူစင်ကတော့ဘုဆွေနဲ့မိသားစုဘာမှရဘာမှပြောရတယ်ဖတ်တယ်ညက်ကြတယ်အကူရန်ကခဲခဲရတယ်ဘာမှဟောသာဓုသာဓုသာစိတ်ဓာတ်ဒုက္ခကြောင်းဆရာတော်အလူကကြွတော်မူပါဗျာစိတ်ဓာတ်ဒုက္ခကြောင်းဆရာတော်အလူစင်ကတော့ဥမောင်ထိန်တဲ့ကျောင်းကြီးမှာဒီကနေ့ဥမောင်ထိန်သာဓုသာဓုသာယောဥစီကျောင်းဆရာတော်လူကကြွတော်မူပါယောဥစီကျောင်းဆရာတော်လူကကြွတော်မူပါလူဆိုင်ကတော့ဥပုံမြင့်ဒေါခိဘောစိန်ခေယောမှာဥပုံမြင့်ဒေါခိသာဓုသာဓုသာဓုကျုံကြီးဘုရားကျောင်းဆရာတော်အလူကကြွတော်မူပါဗျာမြောက်တယ်ကျုံကြီးဘုရားကျောင်းဆရာတော်အလူကကြွတော်မူပါဗျာအလူဆရာတော်ဥတည်မိုးဝင်းဒေါ်သမီးငယ်ဥတည်မိုးဝင်းဒေါ်သမီးငယ်သာဓုသာဓုသာခရယကျွကျောင်းဆရာတော်အလူကကြွတော်မူပါဗျာအလူစင်ကတော့ဒေါ်မိချိုမိသားစုတဲ့
ဒေါ်မိချိုမိသားစုဒါရောက်ဆက်ကပေးပါရန်သာဓုသာဓုသာဆန်းစုကျောင်းတဲ့ကျောင်းဆရာတော်အလူကံကြွတော်မူပါဗျာအလူစင်ကတော့ဥစောလက်ဒေါ်တော်မိကောစိတ်အလေရွာမှာဥစောလက်ဒေါ်တော်မိစက်ကပ်ပေးပါသာဓုသာဓုသာကောလုံကျောင်းကြီးဆရာတော်အလူကံကြွတော်မူပါဗျာအလူစင်ကတော့ဒေါ်မေမြင့်ဒေါ်မမြတ်တင်တဲ့အလူစင်ဒေါ်မေမြင့်ဒေါ်မမြတ်တင်လာပြီဒေါ်မေမြင့်ဒေါ်မမြတ်တင်လာပြီအလူစင်ဗဟတိကဒါနလာရောက်ပြီးတော့သာဓုသာဓုသာဓုရောင်မြို့တာဝရိလာပဋ္ဌာန်းကျောင်းဆရာတော်အလူကံကြွတော်မူပါဗျာအလူစင်ကတော့ဒေါခင်စန်းကြည်ဒေါ်တင်တေကြီးတဲ့ကိုမောင်ဆန်းစုကတောင်းတယ်ပါဠိတောင်းတယ်ဘာလဲကွာလကလွတ်မညာရတာလေ အဲ့ဒါလည်းသာဓုတရားဟောပေါ်ပြတာသုသုံးမှတဲ့ဓမ္မတိကဆရာတော်အလူကံကြွတော်မူပါဗျာဥစ္ဆန္ဒဝရအဘောကဥစ္ဆန္ဒဝရအလူကံကြွတော်မူပါဗျာဥပဒေဒေါ်ကြလေးကိုမောင်ဆန်းစုကစက်ကပေးပါရန်ဟုတ်ဘူးဘာလဲဒေါ်ကြလေးဟုတ်ရင်ကြောက်ဘာလဲဒေါ်ကြလေးနောက်ကစီပြားမှာထားရမတကမကြီးပို့တကားအဝဲလကလူတော့ခါပါတော့နဲ့လကလူတော့ခါပါတော့လဲလူမညာလဲလူတော့ခါဦးဟောလက်ရန်ကုန်တရားပြတတ်တဲ့ဓမ္မဂရိကဆရာတော်ဥဆိုသူဥဆိုသူဒေါ်စိုးမိုးဆန်ဥဆိုသူဒေါ်စိုးမိုးဆန်ဘုဒ္ဓလိုက်ကြီးရွာမှာဒါရောက်ဆက်ကလူကမ်းပေးပါရသာဓုသာဓုသာဓုဥဇောဥတော်မြတ်မွန်တဲ့ဘုဒ္ဓလိုက်ကြီးရွာအလူရောက်ဆက်ကပေးပါရန်တဲ့ဥဇောဥတော်မြတ်မွန်တော်မြတ်မွန်ခုနစိုးသူလေခုနဥဆိုဟုအခုကဥဆိုဟုကိုရတော့လာပြီမှာရတယ်
နာမြောက်ကအခုမှမြင့်စီရပြန်ရတာငါစီရယူတာတော်တော်များနေဒုက္ခဒုက္ခဒုဦးမောင်တန်းတော်ချစ်သူတဲ့ကောစိတ်အလေရွာမှာလူရဇက်ကပေးပါရသာဓုသာဓုသာဓုโอ้จานนี่แหละနေကြည်လင်းကိုတလိုက်တဲ့ကိုနေကြည်လင်းနေချမ်းနဲ့နေချမ်းနဲ့လားဖို့တလိုက်ကနေကြည်လင်းနတ်ငယ်နဲ့ချမ်းတာညက်တာပါလာနေကြည်လင်းအလို့စဉ်သာဓုသာဓုသာနေအောင်ဒီမှာဆရာတော်ဥစ္စနာဝရအလူခိုင်ကြွပြန်နေမှာဦးအောင်ဝေတဲ့ဒေါ်စောကြည်ဖို့တရားပြတာစိုးစုံမတဲ့ဆရာတော်အာနောကမ္မဆက်ကလူတန်းပါမည်အေးပါလေနောက်တော့ဦးအောင်ဝေဒေါ်စောကြည်ဖို့ဆရာတော်အတွက်နောကမ္မဝတ္ထုသာဓုသာဓုသာဓုဥစုမို့ဥရုပ်ပစိတ်ကျေရမှာဥစုမို့ဥမိသားစုမှာအလူရဆက်ကပေးပါရရုပ်ပစိတ်ကျေရမှာဥစုမို့ဥသာဓုသာဓုအာကဲဖះရောက်တာပြရအေးကမန်ဖះရောက်မှာပါဖះရောက်မှာပါရောက်လာမှာပါကဲအားလုံးသာလို့ပြောရအောင်သာဓုသာဓုသာသာဓုသာဦးနာဆယ်နာရီတော့မဟုတ်ဘူး ဦးတာပါပဲ ဆယ်နာရီတော့မဟုတ်ဘူးတော့မလာတော့တချို့နိုင်15မိနစ်လောက်တော့အချိန်ရမှာနော်အားလုံးကပฏิပတ်အကျင့်များပြီးဗုဒ္ဓမြတ်စွာဘုရားကိုပူဇော်ပြီးစိတ်ကိုပူဇော်ပါငါအဲ့ဒါဝမ်းသာတယ်ကွာဘာကြောင့်ဘုရားကဝမ်းသာလဲဆိုတော့ဒီလိုတရားနဲ့ပူဇော်တဲ့ပုဂ္ဂိုလ်ကအပေတကားပိတ်မဲ့ပုဂ္ဂိုလ်ဟုတ်ရဲ့လားဒါကြောင့်ကိုအဲ့လိုဖြစ်စေချင်လို့အဲ့ဒါကသူ့ကျိုးလားကို့ကျိုးလားကို့ကျိုးပါအေးဝိနည်းများတော့တတ္တဝအကျိုးအတွက်လောက်ပဲဒါကြောင့်လက်ကိနေနဲ့ကဘာကလေးပါရမီကြီးအနစ်နာခံခဲ့ရတာဒါကြောင့်ဘုရားတန်ဖိုးမသိတော့တန်ဖိုးမရှိတော့ကို့ဘော်နေဟုတ်ရဲ့လားတို့ဘောတော့ကို့အတွက်ရော့တာပဲသူများပြီးတော့ဗုဒ္ဓဘာသာနဲ့ဩဃာတတော့အစားဆုံးမရဘူးဣတိပိတော့ဟုတ်လားဂုံတော်9ပါးတော့မှတရားကုံတော်ဘယ်နှပါတရားကုံတော်ဘယ်နှပါလဲ
အဲ့လိုလှုပ်ဆောင်တာနော်ဟုတ်လားတရားကုံတော်သွားပြီးတော့9ပါးပါဆိုတော့ဒါကြောင့်သံဃာကုံတော်ဘယ်နှပါလဲအဲ့9ပါးကနောက်ဆုံးကပါလေသံဃာကုံတော်ရဲ့နောက်ဆုံးတစ်လုံးကပါလေအနုတ္တရပုံညာခေတ္တလောကတဟုတ်ရဲ့လားဘုရားပြလိုက်တဲ့အနုတ္တရပုံညာခေတ္တလောကတလောကတသတ္တဝါအပေါင်းကြီးအနုတ္တရအမြတ်ဆုံးဖြစ်သောပုံညာခေတ္တကုသိုလ်မျိုးပါရမီမျိုးစိတ်ကိုကျဲချရလေရမြေကောင်းတဲ့ဥပါဒေဆိုတာအခုစိတ်ကသမုဒိတန်ကအရိယာတန်ခါယခုစိတ်ကသမုဒိတန်ခါကိုဖြတ်ကြတာလေရမြေကောင်းတာအဲ့ဒီဂုဏ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်မိမိတို့ညောင်တိတော့ကဲလူညောင်ပင်တော့ချိုးပေးတာသဘောပေါက်ကြလားအေးဒါကြောင့်ဘုန်းကြီးတို့ဒီဘုရားရှင်ဝေလူဝန်ကျောင်းမှာသတင်းသုံးတယ်စင်တာရေးပဲရှိပြီနော်နည်းနည်းတစ်စိတ်ဖွဲ့ပေးမယ်ဟုတ်ရဲ့လားကြောင်လုံးလူကြီးလောကကြီးကတကယ်လေယာမြေကောင်းတဲ့သူမတူဆိုတာကိုကလူကြီးရောက်ပြီးတန်ဖိုးမသိတဲ့ခါကျတော့ဟိုထိုင်သွားအလုံးလုံးကြီးပြလာပတ်စံတရားမှပါမလာတဲ့လူလည်းမတူဘူးလားအေးလူကြီးလာပြီးတော့ဟုတ်ရဲ့လားသာသနာနဲ့စတဲ့ဘာတစ်ခုမှမရသွားပဲနဲ့နောက်ဘဝပြန်သွားရတယ်ဆိုမဆုံးဘူးလားဆုံးပါတယ်ဗျာအေးဒါကြောင့်မို့လူကြီးလောကကြီးကလေယာမြေကောင်းတဲ့ကုသိုလ်မျိုးပါရမီမျိုးစိုက်ကြိုးကျဲချရလေယာမြေကောင်းတဲ့တူတယ်ဘုရားအဆုစုပွင့်လာတဲ့ပဲလူကြီးမှာပဲပါရမီမျိုးစိုက်ကြိုးရတယ်လူကြီးမှာကပါရမီဖြစ်ရမှန်ရဲ့ဘုရားဖြစ်တာကလည်းနတ်တရားဖြစ်တာကလူသားကဖြစ်တာလူသားကပဲဖြစ်တာကဲဘုရားမောကိုပွားတာကဟောတရားကြီးပွားတာကမိမကြီးပွားတာအခါကောစေရတဲ့ကတရားကြီးပွားပါတယ်ဘယ်လိုလုပ်ပွားလဲဒါကြောင့်ဟုတ်လားအေးဒါကြောင့်မို့ဓမ္မတွေကလည်းပြန်ကြည့်ရနော်ဒါလူလုံးကောင်းနေတယ်ဘုရားတော်ကိုပွားနိုင်တယ်ဆိုတော့ဒီတရားဓမ္မတွေအခွင့်အရေးနည်းမလားများပါဗျာများတယ်ဒါကြောင့်ဘုရားအမှုကိုဖြစ်ချင်ဘူးဘုရားအမှုဖြစ်တဲ့ကဘာတိတ်ပါရမီဖြစ်ရအခုဘုရားမှာသာသနာနဲ့ကြုံနေနော်ကိုရတဲ့ခန္ဓာကြီးကအိုဝေးနာပေးပြီးကြောက်ကြမကောင်းဘူးလားမှန်ပါဗျာခုနဘုရားအမှုဖြစ်တဲ့ကဘာတိတ်ပါရမီဖြစ်ရမယ်ဆိုတော့ဦးနာသိရရည်တွက်နေပါတော့ပြန်လေရမှာဟုတ်ရဲ့လားအခုသာသနာနဲ့ကြုံတော့ဒီဦးနာသိလွတ်တဲ့ကိုနီလာလည်းရှိတယ်အကျင့်တရားလည်းရှိတယ်ကိုကျင့်လိုက်ရင်ဦးနာသိမလွတ်ဘူးလွတ်သွားရင်ခတ်သောကာသနာကထောက်ရောက်တော့ဥပိ္ပနာပြည်ပြည်ကြီးကလွတ်တဲ့ငြိမ်းမှုနိဗ္ဗာန်ကိုရတယ်ဒါကြောင့်မို့လောပါရမီရှင်တွေကဒါကြောင့်လူပြည်လောကကြီးကဘာကြောင့်လဲရမီကောင်းတဲ့သူလဲဆိုတော့မြတ်စွာဘုရားရာဇဝီမြို့ဝေလူမွန်ကျောင်းမှာသတင်းသုံးနေတော်မူတဲ့အချိန်ခုနပြောတဲ့ပထမသံဃာယနာတင်တာဘယ်လိုလဲအေးအဲ့လိုပြောတာကဆင်မာကတ္တဗဘယ်လိုလဲဓမ္မကြီးတင်ပြီးကိုယ်ကသူထားဖို့ဘဝကတညောင်းယူမှာနော်ပထမသံဃာယနာတင်တာဘုရားဘယ်လိုလဲဆင်မာကတ္တဗဆင်မာကတ္တဗကိုတော်မြတ်ကြီးဘုရားပြည့်ညတ်တော်ကဒုတိယ13ပါဟုတ်ရဲ့လားရုပ်ကမှုဒုနဲ့ကျောင်းမှာနေတိပ္ပယဝါပြန်အောင်ပါပဲတရားအားဖြင့်ဒါရတာပုဂ္ဂိုလ်အဲ့တော့ဘာလဲပဲဒုနဲ့ခုနတော့ဆွမ်းဖုံးလို့ရှိရင်ဘုဒ္ဓဘာသာမြတ်တရုံပဲဆွမ်းသပိတ်တဲ့အဟိရောသမီးရောအကုန်လုံးရောဘာကမဟုတ်တော့ပါထက်ဖွဲ့မကြဘူးဘာလဲပဲဆိုတာရောအဲ့ဒါကြောက်တယ်အဲ့ဒါဒုနဲ့နောက်ဧကတနေ့ဒုနဲ့တဏှာနဲ့ဖုံးပေးဒီနေ့ဆုံးတစ်ထပ်ပဲအခုဒီနေရာကထိုင်ပြီးတော့ဖုံးပေးတယ်နောက်တနေရာအချိန်ကြီးတဲ့နေရာဆွမဖုံးတော့မောလွယ်ကရေရလွယ်လို့လည်းဘာမှမတော့ဘူးအဲ့ဒီဒုနဲ့ဘုရားပြင်းရတဲ့သင်္ကန်းဒုနဲ့တော့23ပါးကိုတစ်ခုမှကြားထမ်းဆောင်တဲ့အတွက်ကြောင့်ဒုနဲ့နေရာမှာအမြတ်ဆုံးပဲလို့သူ့ဤတဲ့ဘွယ်ဘုရားကအေးဟုတ်ရဲ့လားအဲ့ဒါခေမသတ္တကိုတော်မြတ်ကြီးကသူကဖရသမပဝင်သားတယ်။ဘာဝင်သားလဲ။ရတာလည်းပြည့်တယ်ဖရသမပဝင်သားတယ်ဆိုတော့သူ့လူဘဝတော်ကသူ့နာမည်ကပိပ္ပလိတယ်။ဘယ်လိုခေါ်လဲ။အပိပ္ပလိလို့ခေါ်တယ်။အဲ့တော့သူကဂူထဲမှာသွားနေတယ်။ဓမ္မငွေပြေးတယ်။ဂူထဲမှာနေတော့သူနေတဲ့ဂူလည်းပိပ္ပလိဂူကြီးလို့ခေါ်တယ်။အဲ့ဒီဂူထဲမှာနေရ9ရက်တိုင်နဲ့သူကဖရသမပဝင်သား။ဝင်သားတဲ့ခါကျတော့9ရက်ပြည့်လို့ဓ
ဒါခွန်ရက်ဆိုတာကသမမသားရေမတော့ကြီးကြီးငါမစိုးရေပြခွန်ရက်တိတိထိုင်ရမတအဲ့ဒါဖလားသမပါဆိုတာနိဗ္ဗာန်အာယုံချမ်းသာမှုနဲ့နေတာအဲ့တော့ဉာဏ်ရည်မှုနဲ့နေပြီးတော့ခွန်ရက်ပြည့်တဲ့အခါကျမှအဋ္ဌာနဲ့ထားလို့ရထားလာပြီးတဲ့အခါကျတော့ရံတာဖြစ်တဲ့အပြင်ကိုတိရိတာစိတ်ကျတဲ့အပြင်ဖလားသမပါဝင်တော့ပို့ပြီးတော့အချိုးတော်ကတော့ကောင်းနေတဲ့ကောင်းမမြတ်ဘူးလားအလူကပုဂ္ဂိုလ်လေအဲ့ဒီအချိန်မှာကြွားလာတဲ့အချိန်မှာဖလားသမပါခွန်ရက်ထားပြီးတော့ဆွမ်းကန်ကြွားဆင်းရဲသူဆင်းရဲသားတွေကိုလူပြည်မှာချီးမြှောက်ဖို့ဆွမ်းကန်ကြွားတယ်အဲ့ဒီမှာကိုကအရင်ဆုံးတွေ့လို့တယောက်ယောက်ကနေပြီးတော့ဘာလေးကံဖို့စစ်စစ်နဲ့လူလန်းလိုက်တောင်းတဲ့ဆိုဒိဋ္ဌပေးတယ်ချက်ချင်းပြည့်အဲ့ဒီလိုဟာဒါကြောင့်လို့ခုနှစ်ရက်ပြည့်မှသွားတာသူကဆင်းရဲသူဆင်းရဲသားတွေချီးမြှောက်ဖို့အဲ့ဒီလိုဆွမ်းကန်ကြွားမှာဆိုတော့အဲ့ဒါဘယ်လိုကသိရလဲဆိုတော့လူပြည်ကလူတွေကနော်နေဝင်မိုးချုပ်အလုံးနဲ့လက်နဲ့မလက်လက်ကုန်ကောက်ဆိုင်ပဲနှုံးနဲ့မလုပ်ရဘူးလားဒါဒီအာယုံမထားဘူးတာဝရကကလည်းတရားမင်းရဲ့မိဖုရားငယ်900ကဘာဖြစ်လဲဆိုတော့တို့တာဝရကနတ်ပြည်မှာမိဖုရားငယ်ဆိုတော့မျက်နှာမငယ်ရဘူးလားအေးရာဘူးကြည့်အောင်ဆိုပြီးတော့စင်မာတက္ကဗကိုတော်မြတ်ကြီးပမာပမထပြီးဆွမ်းကကြွလာတဲ့အချိန်မှာတို့ကနတ်ပြည်ကစီပြီးလူပြည်မှာဆွန်လောင်းတာကွာဥဝိဟာပြဟုတ်လားအဲ့လိုချောင်းနေတာနတ်သမီးတွေကနတ်သမီးတွေကချောင်းနေတော့တို့ကသိတာပေါ့အဲ့တော့ဆင်မာကတ္တပကိုတော်မြတ်ကြီး9ရက်ပြည့်လို့ဘိက္ခလိကူကသမာပမထားပြီးဆင်းရဲသူဆင်းရဲသားတွေကိုလူသားကိုဆွမ်းကန်ကြွားထွက်လာတဲ့အခါနတ်သမီးတွေကနတ်ပြည်ကဆင်းလာပြီးတော့ဆွမ်းကန်တဲ့လမ်းမှာတန်းစီရိုက်ကဲနတ်ပြည်လောင်းတော့သမီးလောင်းကနတ်ဩဇာလားနတ်ဩဇာဒီဆုံးအုပ်လေးတွေကန်ပြီးတော့နတ်သမီးတွေတန်းစီနေဆင်မာကတ္တပကြီးကိုဆွမ်းလောင်းတော့မယမန္တိပိယာသမဘိက္ခံအမံပဋိက္ခာဘုံယေနလိနမန္တာလပိကမဒုက္ခဏိဝေတဲ့အရှင်ဘုရားတဲ့တပည့်တော်တို့ကတော့နတ်ပြည်ကနတ်သမီးတွေပါဗျာအရှင်ဘုရားကိုဆွမ်းလောင်းရအောင်လို့အရှင်ဘုရားကိုဆွမ်းလောင်းပြီးတော့လေတပည့်တော်ရမယ်တို့ကနတ်ပြည်မှာထိတ်ဆုံးကတော့တော့မြတ်ကြီးရာခုကိုလိုချင်လို့တပည့်တော်ကြာဆောင်ပြီးလာလူဒါနာပါလို့နတ်သမီးတွေကဟုတ်လားကုသိုလ်လိုချင်တာရာခုလိုချင်တာရာခုလိုချင်တာပါပဲပြန်စဉ်းစားကြည့်လေနတ်သမီးတွေဆောင်းလောင်းပြီးတော့ဘယ်သွားလဲနတ်သမီးတွေဆောင်းလောင်းပြီးတော့ဘယ်ပေါ်သွားလဲလူပြည်ဆင်းလာပါလေဗျာလူပြည်ဆင်းလာတဲ့ကြဲကြဲပြောပါဟုတ်ရဲ့ဒါကြောင့်လေယာမြေကောင်းလို့ဘုန်းကြီးပြောတာနားမလဲရတယ်နော်ကိုဆောင်းလောင်းတာကိုရတဲ့အခွင့်အရေးကိုမသိတာနတ်သမီးတွေကမှနတ်ပြည်မှာနေတာဆောင်းလောင်းပြီးတော့တခြားသွားတာလူပြည်ဆင်းလာတာဒီလေယာမြေကောင်းကြီးတဲ့လူသားပုဂ္ဂိုလ်ကြီးကညလူပြည်မှာရှိတာခန္ဓာနဲ့နတ်ပြည်မှာရှိဆင်းလာတဲ့ခါကျတော့ဆင်မာကကကိုတော်မြတ်ကိုဆောင်းလောင်းဖို့ဆုံးခွက်လေးနဲ့စောင့်နေတော့အဲ့နတ်သမီးတွေနင်တို့ကိုအလူခံဖို့ရှင်းတော့မှဆောင်းနိုင်ကြတာမဟုတ်ဘူးတဲ့လူပြည်မှာရှိတဲ့ဆင်းရဲသူဆင်းရဲသားတွေကိုငါကရှင်းပြဖို့ကြွားတာကိုကနေတော့ကတရားမင်းတဲ့ပြောဝိုင်းလက်ရှိတဲ့ကပြည့်စုံတာငါလုံးမခံဘူးတဲ့ဖတ်မှာပါအားရှင်ဗျာဒီလိုငဲ့ညာတော့အပြင်အလူခံတော့ကနတ်သမီးကပူဇာပြီးလိုက်နေတာပေါ့နော်ဆောင်းလောင်းနေတော့ကုသိုလ်လိုချင်တော့တခြားလူတွေကလည်းကုသိုလ်လိုချင်တာကဲလူခွင့်ရတယ်မရဘူးဒါတို့ပါရမီချင်းနဲ့မသိကြဘူးတော့ကိုကအစင်နဲ့ပရိသာမကြီးရပြီးတော့မစားတတ်မခုတတ်ပဲနဲ့သူကလည်းကောကတရားအဲ့ဒါကကုသိုလ်ဒီနာကနဘိုးကြီးအဲ့ဒါကိုကမသိတာဒါကြောင့်မို့တဆုပ်ကျတလဲဝင်တယ်ဆိုတာကသာဝနာအပွင့်ပဲအဲ့တော့နတ်သမီးတွေကမလောက်တော့ကိုတော်မြတ်ကြီးဟာဒီနတ်သမီးတွေငါ့ကိုလောက်ဆက်တယ်ဆိုပြီး6လန့်တော့တာပေါ့နော်ဖောက်သားလိုက်တဲ့တခါတည်းသူ့မဲ့ရိုက်ပြီးတော့လက်ခုပ်တီးလိုက်တော့နတ်သမီးတွေကကြောက်လာပြီးပြန်ပြေးတော့တာပဲကဲတာဝရိကကိုပြန်ပြေးတာဟုတ်ရဲ့လားနတ်သမီးတွေပြန်သွားတော့900ဆိုတော့အိုးပဲလည်းမဖြစ်ဘူးလားဖြစ်တဲ့ခါကျတော့ဒီမှာတရားမင်းကတွေ့တော့တဲ့ဘယ်လည်းမတခါကပြေးလာကြတဲ့တာဝရိကတို့တဲ့ဟောလူကြီးကအလူရကစစ်တပ်ကတက်လာတော့လူပြည်နဲ့နတ်ပြည်နဲ့ခဏခဏရရတယ်စုမှကြီးဟုတ်ရဲ့လူပြည်ကအလူရကနတ်ကတခါလိုက်ဒါမှမဟုတ်ဘယ်ရောက်လို့ပြန်လိုက်ပြန်ပြီးပေါ့နော်အဲ့လိုစစ်ဖြစ်တာအဲ့တော့လူပြည်ကအလူရကစစ်တပ်ကတက်လာတော့မဟုတ်ပါဘူးတဲ့ဆောင်းလောင်းရကပြန်လာတယ်တဲ့ရှင်မတက္ကဝတ်ကဩဝမ်းမြောက်ဝမ်းသာနဲ့တို့ပြေးလာကြတာမဟုတ်ကိုတော်မကြီးက6လကိုကြောက်ပြီးပြေးလာတာတဲ့ဟာဘာဖြစ်လို့လဲအလူမ
တဲ့ဆောင်းဖို့အလိုမခံဘူးအတိတ်တောင်းမှတော့လည်းမရတော့6လလို့ကြောက်ပြီးကြီးလာတာဟောဒီလိုတော့မှတ်ရတယ်ဒီလိုဆောင်းလောင်းသွားတာတော့နတ်သမီးဥစ္စာနဲ့သွားတာသူကဘလို့ရအလူခံတယ်လူပြပါရှိတဲ့ဆင်းရဲသူဆင်းရဲသားတွေလူတာပဲလူကအလူခံတယ်ဩဒီတို့ကတော့ကဆင်းရဲသားရောက်ဆောင်มาတော့တာလေဒီလိုတော့အားတာပဲဒါဆိုဒီလိုသွားလို့မလောင်းရဘူးငါကိုယ်လည်းသွားလောင်းရမယ်ဘုရားမင်းကဟုတ်တယ်လားအဲ့ကိုယ်လည်းလောင်းရပြီးတော့နောက်ကရှင်မကတ္တဗကိုယ်တော်ကြီးပြသမဝင်စားတာစောက်တော့ခொနည်းပြလို့ကြွရတဲ့ခါကျတော့ဘုရားမင်းကလည်းသူစားသူနတ်ပြည်ရာကြီးကခေါ်ပြီးနေရောက်လူပြည်ရှင်းလာတယ်တရားမဆုံးလောက်ပြီးတော့ဘယ်လာလူပြည်ရှင်းလာဒါကြောင့်လူပြည်မှာခွန်ရည်ရတဲ့လူတွေကတရားဆုံးကကြွတာအိပ်ပျော်လို့ပြောင်းလို့ရှိတယ်ဟုတ်ကဲ့အဲ့လိုကိုစားတဲ့လူတွေကဘုရားပြောတယ်လို့ပေါ့နော်ဟေးမန္တရာဒိဋ္ဌိဟိုပြောတယ်ငါတို့ကတရားဓမ္မကိုစားဖို့ချက်ဖို့တယ်လားချက်တဲ့ချက်ကထုတ်ပြီးတော့တပ္ပံလေးတစ်စလုံးလေးလောင်းလိုက်ပြီးတော့ဆင်းရဲသွားတာတယောက်မှမရှိဘူး90လောက်ပါတယ်ငါညာတော့လက်ကြည့်လိုက်အကုန်ချားတာပဲတရားကြီးဒုက္ခပေးတာမဟုတ်ဘူးကိုစားမဲ့အချက်ကပြားလေးတပ္ပံလေးလောင်းလိုက်တာတို့တယောက်မှမရှိရဲသွားဘူးအဲကာမနိကိုပြောတယ်အဲ့ဒါကြောင့်တရားမကြီးကလူကြီးရှင်မကတ္တဗကိုယ်တော်မြတ်ကြီးကလည်းဗရသမဝန်စားကိုကြွလာတာမြင်တော့တရားမင်းကလည်းကြောက်သူသားလေးကိုမိမိယာကြီးခေါ်ပြီးတော့လူပြည်မရှင်းလာဘူးရှင်းလာပါတယ်ဗျာလူပြည်ရှင်းလာတဲ့အခါကျတော့ရာဇဝင်ကြီးမြို့ရဲ့အပြင်ဘက်ရွာတော့မရှိဘူးနော်တရားမင်းကဆုံးလောင်းရဘူးရာဇဝင်မြို့ကြီးအပြင်ဘက်မှာရက်ကန်းတဲ့ရွာလေးမှတယ်ဘာမှမဖြစ်ဘူးတရားမင်းတို့ကရက်ကန်းတဲ့ရွာလေးမှနေတဲ့အခါကျတော့ဟိုတော့ရွာတော့ဘာဝလို့ပေါ့နော်ဘုရားကြီးနဲ့ရက်ကန်းတယ်ရက်ကန်းဆင်းနေတယ်ရက်ကန်းရက်နေကြတယ်ရွာလေးရှင်မကတ္တဗကိုယ်တော်အဲ့တော့တရားမင်းနဲ့မယားကတော့အဲ့ဒီရွာမှာတော့အချင်းရဲ့တော့သူတို့ကမန္တလေးတစ်ဖက်ရတယ်ဟုတ်ရဲ့လားသူတို့ကအချင်းရဲ့ဆိုဟိုကချင်းရဲ့သားကချင်းရောက်တယ်ဆိုတော့လေဒါနဲ့ပဲရှင်မကတ္တဗကိုယ်တော်သူကဖန်ဆင်းလာတာကသူကအချင်းရဲ့ဆိုတရားမင်းကတခြားတာအဖို့ဖန်ဆင်းလာဆံဃာတဲ့သူခါကလည်းကိုက်ဟုတ်လားပုံသွားတဲ့အဖိုးကြီးအမေကိုကြီးကလည်းဆံဃာတဲ့သူသွားကလည်းကျိုးဟုတ်ရဲ့လားအဲ့လိုပုံကြီးအဖိုးအမေကိုမှန်နေပြီးတော့သူတို့ကလည်းဘာလုပ်လဲဆိုတော့ရက်ကန်အလုပ်တွေပေါ့နော်တစ်ဖက်ရအပီလေးနဲ့နောက်ဆုံးမှနေပြီးတော့ရှင်မကတ္တဗကိုယ်တော်မြတ်ကြီးကဟောရက်ကန်တဲ့ရွာလေးကိုပြောတော့သောကမသွားဘူးလားဘုရားယဟန္တာဆိုတဲ့အဘိညာဉ်နဲ့ဆင်ញင်မှသိတာနော်မဆင်ញင်မသိဘူးအဲ့ဒီကကြတော့လူကြီးမှာဆိုတာကာမအပြည့်ပဲဆင်ញင်တယ်ဒီရက်ကတည်းကရွာလေးကိုသူကဆောင်းကဝင်လာတော့ပြည့်စုံတဲ့အင်ဂျင်ကြီးတဲ့အင်ဂျင်တော့မရဘူးဟောရွာလေးတော့ဘလို့ဒီရက်ကတည်းကရွာလေးကဒီအဖိုးအမေကဆင်းရဲဆုံးပဲထင်တယ်တဲ့ရှင်မကတ္တဗကြီးကတွေးတာဟုတ်ရဲ့လားအဆင်းရဲဆုံးပဲထင်တယ်ဒီလူခံနေအရွယ်ကြီးတာတော့မှဟိုရက်ကအလုံးနဲ့တကုတ်ကုတ်နဲ့ဘာဖြစ်လဲဆိုတော့သူကကိုရောမြတ်ကြီးကြွလာတော့တရားမင်းကပြည့်တယ်အပြောကိုကြီးကိုရောကြီးလာပြီးတော့ငါအပြင်ကရက်ကဆင်းနေမယ်နင်ကအထက်ကရက်ပေါက်ရောက်နေတယ်အိမ်တွေမပြည့်စင်နဲ့ရောပေါ်မှာကြီးအန်ဆောင်တာတခြားတာဆွမ်းလာဖို့လားဆွမ်းလာဖို့ပါဗျာတရားမင်းလူပြင်စင်တော့ဆွမ်းနေကုသိုလ်ပြီးကိုဘယ်တော့ပြင်နိုင်လဲနော်ဖန်ဆင်းရတာလေဘုန်းကြီးဒါနဲ့ကိုရောမြတ်ကြီးကကြွလာဟောဒီရက်ကတဲ့ရွာလေးကအဖိုးအမေဟိုကအချင်းရဲဆုံးပဲထင်တယ်သူတို့ဒီကဇကွဲထမင်းလေးရရခင်းမပြုတ်ပဲရရငါချင်းမြောက်မှတော်တော့မယ်ဒီဘုန်းဘုမကူတယောက်ချမ်းသာခြင်းလို့ရောက်တော့ပါပြီဆိုပြီးတော့ရှင်မကတ္တဗကိုယ်တော်မြတ်ကြီးကိုတဲဝလည်းရောက်တော့ဆောင်းကမတော်တော့ရက်နေတဲ့တပည့်ရက်နေတဲ့အခါကျတော့ဘုန်းကြီးကအဲ့အမေကြီးကတဲဝမှာကိုယ်တော်ကရောက်နေတယ်ရှင်တဲ့ငါမျက်မှန်လည်းဘယ်ရောက်မှမသိဘူးတဲ့ဘုန်းကြီးကဟုတ်လားရက်ကြီးကလည်းဘုန်းတော်ငါအနန္တကြီးအောင်မယ်ကောင်းကောင်းနဲ့သွားတော့အနာရောက်တော့ဒီလိုမဟုတ်ဘူးမျက်လုံးမပို့လိုက်သေးတယ်ပို့မှအော်ရှင်မကတ္တဗကိုယ်တော်ပါလားတတိတော်လည်းပြည့်စုံတယ်ဘုရားကလည်းကြီးဆိုတော့ဗျာအဖိုးအမေကိုတယောက်နဲ့ဖြစ်တော့လုံးစားရတာအကားထောက်ကြီးခံလည်းမရှိဘူးပါဗျာအဲ့တော့အရှင်ဘုရားဒီလိုချင်းမြောက်တော့ဝမ်းသာပါတယ်ဆိုပြောပြီးတော့အဲ့အမေအိုကြီးတဲ့ကိုတော်ကြီးဆုံးကကြွနေတာလောင်းဖို့များရှိသလားဇကွဲထမင်းလည်းရှိတယ်ကိုတော်မြတ်ကြီးအလူခံမှမလားအလူခံတော့တပည့်ယူခဲ့ပါတဲ့ဘွားကြီးကဟုတ်တယ်လားဟိုကချင်းမြောက်ဖို့လာတာလေတပည့်မပေးလိုက်ဘူးအဲ့ပေးလိုက်တော့တရားမင်းကတော့တပည့်ရတယ်လို့ကဘောဓဘာကိဋ္ဌာနာဝါတာဟုတ်တယ်လားဟိုကတဲအခန်းလေးယူသွားတယ်
အခန်းထဲရောက်တော့ကဲသဘောထမင်းထဲကနတ်ဩဇာထဲနတ်ဩဇာတွေပြည့်ပြည့်ဖိနေပြီးတော့တိတ်တိတ်ကျင်းတဲ့ဒါနတရားနဲ့ဆောင်းလောင်းရတာနော်လူပြည့်စင်ပြီးတော့အဲ့လိုကြံဖန်ပြီးတော့ကိုယ်တို့တစ်ခုလိုချင်လို့အဲ့တော့တပည့်ကြီးအောင်ဖိနေလောင်းပြီးတော့မှတခါတည်းဝမ်းမြောက်ဝမ်းသာတယ်ဟာအမေဟိုနဲ့တရားပွားပြီးတော့ကိုလိုမြတ်ကြီးလက်ထဲကိုတပည့်ဆက်ကလိုက်ဟုတ်ရဲ့ဆက်ကလိုက်တဲ့ခါကျတော့ဟောတတိတော်တို့လည်းဝမ်းမြောက်ဝမ်းသာကဲသူလည်းအထမမြောက်ပါဘူးလားဟိုလည်းသူကလည်းမြောက်ပြီးဆိုတော့ဒီမှာကတော့သူကသွားမယ်ကြတဲ့ခါကျတော့တပည့်ကြီးကနတ်ဩဇာကမနေဘူးအနတ်ကမထွက်လာဒါမှဒီရဟန္တာပုဂ္ဂိုလ်ကနတ်ဩဇာကိုမကြဖုံးလို့ရတော့သိဟာဒီဟိုအမေကအမေကဆင်းရဲတယ်တို့လူတဲ့ဆွမ်းတာတရားမင်းရဲ့နတ်ဩဇာအနတ်နဲ့ပြပါလားအဲ့မှာတတိယတယ်တတိယတော့အဘိဓိနဲ့ဆင်ញင်ကြည့်လိုက်တဲ့ခါကျတော့မသိဘူးလားသိပါတယ်လူလေးကြီးတဲ့တခိုးလေးမရတဲ့ဓမြနဲ့မရဆိုတာကိုရောမြတ်ကြီးပြောသွားပြီဒီလိုမလုပ်တော့တာဘာကြောင့်လုပ်ရတာလဲဟဲ့လူကြီးမှာသိတဲ့ဆင်းရဲသူဆင်းရဲတာလက်လာပါကိုကုသိုလ်ကိုကြားကြည့်တဲ့ဟဲ့ကိုလေးကြီးဟဲ့ဓမြနဲ့မရဒီလိုအခါကြီးကျင်းမောင်းတော့မဲတရားမင်းနဲ့မိဖုရားကြီးကလူလေးတော့တောက်လို့တော့သိခါတော်မူပါဗျာသိခါတော်မူပါဗျာတဲ့တတိတော်တို့လည်းဆင်းရဲလို့ဒီလိုကြံဆောင်ပြီးလည်းညာပြီးလူလာတာပါတဲ့မင်းတို့တရားမင်းဖြစ်တော့လက်ရှိစိတ်ဆန္ဒတာဆင်းရဲဘယ်လိုဆင်းရဲတာလဲဆင်ဘုရားရဲ့နေမထွက်ခင်ကညတော့ကနားမလာဘူးလားအေးလိုက်ရပါအမကန်လေးပါလေဗျာနေထွက်လာတဲ့အခါကျတော့လိုက်ရပါလဲတော့မလားကြောက်ပါမလားကြောက်ပါပါတယ်တတိတော်လည်းပဲဘုရားကပွင့်တဲ့အခါကဒါနသီလကောင်းမှုကြောင့်အခုတာဝတိမှာတရားပစ္စည်းတွေကိုရပါတယ်ဗျာဘုရားမလို့တဲ့အခါဟုတ်ရဲ့လားသာသနာ့ဘက်ကလုပ်ခဲ့တဲ့ဒါနသီလတွေကြောင့်တာဝတိမှာတရားပစ္စည်းတွေကိုရခဲ့ပါတယ်ဗျာအခုလိုအရှင်ဘုရားတို့သာသနာထုံးကားတဲ့အချိန်ကြမှာကုသိုလ်ချိန်တွေရောက်လာတဲ့အခါကျတော့နေမီးရောက်လာတာဟုတ်ရဲ့လားကုသိုလ်ချိန်တွေရောက်လာတော့ဒီလိုသာသနာ့ဘက်ကကုသိုလ်တွေကအယောင်ပါမရှိတော့ဘူးတဲ့တရားမင်းဖြစ်တော့လည်းနတ်ကလေးစီကုံရဲ့ပြည့်တဲ့ခါကျရင်အရှင်ဘုရားသာသနာမှာရောက်လာတဲ့သုရရတနာကမဟာရတနာကအနိကဝဏနာကအဲ့ဒီနတ်သား၃ပါးကအရှင်ဘုရားသာသနာအတွင်းကပါဗျာတပည့်တော်လက်အောက်ကနတ်သားတွေကြီးပါပဲသို့တော်လည်းပဲအဲ့ဒီဘက်တကူကတော့တပည့်တော်စီလို့မရဘူးအယောင်ပါနတ်ကလေးစီကုံရဲ့ပြည့်အဲ့ဒီနတ်သား၃ပါးအခမ်းအနားနဲ့ထွက်လာရင်တပည့်တော်မှာပုံစိုးပွဲဆိုးနဲ့တရားမင်းဖြစ်တော်လည်းပဲတဲ့အယောင်ပါဒီတိတ်မြုပ်ပြီးမိန်ပုတ်နေရပါတယ်ခင်ဗျာတဲ့ဒါကြောင့်ဒုက္ခကတရားကြီးပါတဲ့အရှင်ဘုရားကချင်းကြီးမှကြီးကြီးနဲ့တရားမင်းပါတဲ့နော်တရားမင်းကပုဂ္ဂိုလ်နဲ့ချပြီးတော့ကုသိုလ်ရေးကြောင့်ကိုရောမြတ်ကြီးကိုဆောက်တာပေါ့နော်ဩဒီတရားမင်းကကိုယ်စိုးဥပဒေနဲ့လူရတာပဲကဲဖြစ်နေတော့နောက်ပြီးတော့တရားမင်းကတော့မင်းတို့ကဖန်ဆင်းနိုင်တဲ့ဘိုးအားကိုလည်းလူကြီးမှသိကြတဲ့လူသားကြီးရမယ်ဆင်းရဲလို့ဆင်းရဲကုသိုလ်လက်လာကကိုရားပြတ်လို့တော့ဘယ်တော့မှမလုပ်နဲ့ဒီမှာကမလုပ်တော့ပါဘူးကြာအခုလိုတတိတော့လုပ်ပြီးတော့ကုသိုလ်မရဘူးဟောဒီကကုသိုလ်တော့ရတာတော့တဲ့နောက်မလုပ်လို့ငါပြောတော့မင်းတို့လူသားနဲ့အထမြောက်သွားပြီးတော့အောင်မြင်သွားပြီမင်းဟိုကုနာတော့ရောက်လာတဲ့သုရရတနာသံဃာသာသနာ့ဘုရားပို့ပြီးတော့မင်းကပြင်းပြသွားပြီတဲ့အရောက်ပါလိပြတ်သွားပြီဒါဒီလိုနောက်မလုပ်နဲ့ဒီကလူချင်းရဲ့ဒီကိုတနာညာတာဒီမှာဗျာတဲ့ကုသိုလ်ပြည့်စုံတော်ပြီးပြီးတော့ဝမ်းသာပါတယ်ဆိုပြီးတော့ရှင်မကတ္တဗကိုတော်ဗျာကြီးကိုအကျဉ်းချင်းစစ်ခိုးပြီးတော့နော်ဥစားတွေကိုလက်ဆိုပြန်ကြလို့မယ်ဥစားဥစရာမရှိတော့ဘူးယခုတဲ့တဘိုးပြောမှုတော့ဒါဝိဒါမိုးပေါ်မောက်ရတော့မယ်ဆိုတော့တရားမဝမနာဘူးလားဝါတာတော့ဥစားတွေကိုရှင်မကတ္တဗကိုတော်မြတ်ကြီးကိုအကျဉ်းချင်းစစ်ခိုးပြီးဥစားတွေကိုလက်ဆိုပြီးခေါင်းကိုပြုံးကလေးပြန်ပြတ်သွားတဲ့ခါကျတော့တရားမင်းကသူလိုချင်တဲ့ကုသိုလ်အောင်မြင်လာတော့ဝမနာဘူးလားဝါတာတော့ပြန်တဲ့ရင်ဘယ်လိုပူရန်ပြီးတော့ဟောဒါနာပရမဒါနကတ္တဘေသုပလိဋ္ဌိတံဟောဒါနာပရမဒါနကတ္တဘေသုပလိဋ္ဌိတံဘောတော်ဩရုဏအပေါင်းသူတော်ကောင်းတို့ဒါနာဆွမ်းဒါနာအလိုတော်ကြီးတွေဟောလက်ကြောက်ပြီးဝါမြောက်ကြီးဝါမြောက်ပဲပါရကားပရမဒါနဘေလူကပြိုင်လည်းမနိုင်ဘူးအမှန်ဆုံးလိမ့်မယ်ဟုလို့အမြတ်ဆုံးဒါနကြီးပါရကားကတ္တဘေပိရတ္တဒုမြင့်ကုန်နဲ့ပြည့်စုံသွားမြတ်လာတဲ့သက္ကပကိုတော်မြတ်ကြီးနိုင်ခုနဒုမြင့်33ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးကတ္တဘေပိရတ္တ
13ပါးနဲ့ပြည့်စုံတဲ့ကိုရောမြတ်ကြီးကတုတ်တယ်ဒီကံဒါနာမျိုးကုသိုလ်မျိုးကိုစိုက်ပျိုးတည်တော်ခဲ့ရသည်ဒီကကားဆိုတော့ဝမ်းမြောက်ဝမ်းသာတဲ့ကုလသူကြီးပြန်သွားတော့မြတ်စွာဘုရားကဝေလူဥဒ္ဓဝကြောင့်ခန္ဓာကုဋ္ဌတိုက်တော်ကဘုရားရှင်မကြားဘူးလားကြားတယ်ကြားတဲ့အခါကျတော့အဲ့ဒီခါကျမှယဟန်လေးကိုခေါ်လိုက်တယ်จิตာယဟန်ကိုလာခဲ့ပါသတ္တကုဏ္ဍာတိကအမတမွေးပါအဲ့ဒီသတ္တကုဏ္ဍာတိကတဲ့မွေးတဲ့ဆိုမဲ့လို့လေးဆုံးဘုရားအနတ်သွားတာလေးညာဆံပြီးအနတ်ကတက်လို့မမွေးနိုင်ပါဘူးတဲ့ငါသားတို့ရင်ရှင်မသတ္တဝါကဲလို့သီလသမာဓိပြည့်ရဘုံနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မြတ်ပြည့်ကြတော့တဲ့လူပြည်နဲ့မကဘူးနတ်ပြည်ပါပြန်နှံ့ပြီးတော့နတ်တွေကကြီးလို့ကိုးကွယ်ပြီးတော့လူတန်းကြတာလို့ဘုရားကတန်ခါအရေမှာမချင်းဘူးလားအေးရှင်မသတ္တကိုတော်မြတ်ရဲ့အဲ့ဒီကဂုံကလေးပြန်နှံ့ပြီးတော့နတ်ပြည်ကတရားကိုကိုယ်တိုင်ဆင်းပြီးတော့လူပြည်ဆုံးလောင်းရတဲ့အကြောင်းအဲ့ဒီတောက်တန်ဒေသနာတော့ခဏိတိုင်ပြီးခဲ့ပါတယ်ဗျာတရားရှင်ကတော့ဆုံးမဟောတော့ဟုတ်ရဲ့လားဒါကြောင့်ဒုပါရမီရှင်များမှာလူပြည်မှာဘုံကံကြီးတဲ့လူတွေကငါရဲ့သာသနာတော်ကိုချီးမြှောက်နိုင်တာဟုတ်ရဲ့လားဒါကြောင့်ယက္ခကဖြစ်နေတဲ့ဆိုနတ်တိနတ်သားတွေဖြစ်နိုင်ရတာလူသားကပဲဖြစ်တာကျောင်းတကဘုရားတကဖြစ်ပြီးတော့နတ်ကနတ်တွေဖြစ်နေတာလူသားကပဲဖြစ်တာဒါကြောင့်လောကမိသာနာနာမဥက္ကဋ္ဌအတိဒုံလကံမနုဿဝါပကနာတိနာဟိဇေဝအဝိတယလောကမိလူကြီးလောကဘုခာန၌သာနာနာမစေတော်မြတ်ဘုရားတိတံနမသာနာတော်မြတ်ကြီးဒီကဥက္ကဋ္ဌဘယ်တရားဘယ်ဌာနနဲ့မှမတူတန်အောင်အမှန်ပဲမြင့်မြတ်လာပြီအတိဒုံလကံကဘာများစွာလွန်လေးပါးတဲ့တခါတရားတွေ့ကြုံဖန်ကိုအမှန်မုတ်ချခဲရင်လာပါပြီကဘာများစွာလွန်လေးပါးလဲဆိုတော့ဘုရားတဆူပွင့်မှုကဘယ်လောက်ကြာလဲကဘာပေါင်းလက်သိခင်တဲ့ကဘာတသိန်းကြာမှတစ်ခါလာကြုံတော့လွယ်ပါမလားအတိဒုံလည်းပဲကဘာများစွာလူလေးပါးတဲ့တရားတစ်ခါတရားတွေ့ကြုံပန်းကိုအမှန်မဟုတ်ချခင်းလာပါပြီတန်သာသနာဘုသို့တွေ့ကြုံခဲ့သောယောဝါထုပ္ပမြတ်ဘုရားဤသုံးဝသင်္ချာသာသနာတော်မြတ်ကြီးကိုမနုဿဝါလူရခူပြီးပါရမီပြည့်စုံတော့ဒီသာသနာတော်ကြီးကြောင့်မဲ့ပုဂ္ဂိုလ်ဟာမနုဿဝါလူရခူပြီးပါရမီပြည့်စုံဘုံကံကြီးမှလူအများကိုဒီလာရင်ပက္ကနာတိနိညညသိတော်ကြအောင်မုတ်ချမှန်စွာချီးမြှောက်တော်မူနိုင်ရပေကုန်၏ဧဝံထေယခုံဒီဘုဂ္ဂိုလ်စီနှင့်စုံကြီးပြောပါနတ်မြမများတို့ဒီကအဝိရယလောကစင်လာသူတော်စွာတို့အရာဌာနအောက်ကြနေတော့ကြောင့်နပက္ကနာတိဘယ်လောက်ပင်ပရာတရားတွေရှိရတော်လဲဘဂဝါပရမေသုံးလုံးစင်မြတ်ဘုရားရဲ့ကနတ်မြမတွေပါဒနာအမွေကုသိုလ်တွေပိတ်ပင်ရထားခဲ့တာကြောင့်စိတ်မဆွေလက်မိုင်ထောက်ပြီးမပြုစုမချီးမြောက်နိုင်ရလေကုန်သတည်းပါရမီရှင်များသာသနာရဲ့တန်ဖိုးတွေသိကြပြီလားသာသနာရဲ့တန်ဖိုးကိုသိကြပြီလားသာသနာဆိုတာသူများနဲ့ဆိုင်လို့လားကိုယ်နဲ့ဆိုင်တာလားလိုက်ဆိုကြသာသနာဆိုတာကိုယ်နဲ့ဆိုင်လို့တွေ့တာကိုယ်ပိုင်ဖြစ်အောင်လုပ်ရမှာအခုတရားစကားဝင်ကနေတရားကြောင်းတရားအားထုတ်တာကဲဘုံဆိုင်တာကိုယ်ပိုင်ဒီကိုယ်ပိုင်ဖြစ်အောင်လုပ်မှာအဲ့ဒီကိုယ်ပိုင်ကဒီခါလာအားကိုးစရာလားအားကိုးစရာဟောမယုံသိမင်းကြီးရဲ့အလုပ်နော်လာမယ့်တစ်ခုတော့ဝင်နေအောင်လည်းကြိုးစားကြပါဒီလိုပူတဲ့အချိန်တော့မလုပ်အေးတဲ့အချိန်ကြီးပေါ့နော်ပါရမီရှင်ကြီးနော်ကုသိုလ်မျိုးပါရမီမျိုးလည်းစိုက်ကြိုးကြပါသာသနာမှာအမိပါကြကိုယ်နဲ့ဆိုင်လို့တာကိုယ်ပဲဖြစ်အောင်လုပ်ပါပဲဟုတ်လားဘုံဆိုင်တဲ့လုပ်ခဲ့တဲ့ယခုမှလာကြာပြီလားတက္ကရာလုံးလားဘုခါလာရတယ်တော့ဘုံဆိုင်လုပ်တာဆုံးနိုင်ပါမလားအဲ့ဒါကြောင့်ဒုပါရမီရှင်များမိနာအပမဒာဝိဟာဘိနာကိုယ်ပိုင်ပုံစံမခွဲနိုင်တဲ့မှန်တိုင်ဝင်ပြီးပြည့်လျော်နေခြင်းဒီကိဋ္ဌပါအကျိုးရှိပါခြေတော်အမိအခုတော့ကိုယ်ပိုင်ပုံစံခွဲတတ်ပြီပေါ့နော်အဲ့ဒါမင်းကိုဘုရားကြီးကို
တခါတည်းဒီကကိုယ်ကိုယ်ကိုဇီတိတက်နိုင်အောင်တော့အာလုံးတော်ပါရမီရှင်များရဲ့နေညာမဟုတ်လားမတဲ့ကိုလည်းတနေ့တစ်ခါဒီတစ်ခါကုသိုလ်စုရမယ်ဟုတ်ရဲ့လားဥစ္စာစီဝါစုကတော့ကုသိုလ်တရားမစုထားဘူးလားအဲ့ဒါကြီးဥစ္စာစီဝါစုမထားနေရတော့တာဥစ္စာစီဝါစုမထားအသက်ကြီးအောင်ဥစ္စာမင်းသားမပြည့်စုံရင်ကတောင်းနေမကြဘူးအဲ့ဒါကြီးကုသိုလ်တရားစုမထားသိရတော့တာအဲ့ဒီနေရမလားသိရမှာမသိခင်ကကုသိုလ်တရားကိုကြိုနေပြီးမှပြုမထားဘူးဆိုရင်ကအနေကြမလားသိကြအနေလည်းကြသိလည်းကြဆုံးရအလုံးလားအနေလည်းကြသိလည်းကြဆုံးရအလုံးလားလက်ရှိဘဝမဆုံးရအောင်ဘာနာတိလာဘာနာအောင်ကျိုးစားပြုတော့ကဲဒီစကွက်ကဲဒီစချက်ကြောင်းရမယ်နော်အားလုံးတော့ဘုရားမဟုတ်ပါဘူးကရေဖို့နေသူသားတာလည်းနော်ဒီပြဒီစချက်အားလုံးတော့ဘုရားကကြောင်းတော့ကြောင်းဝိုင်းကြောင်းကကိုယ်တော်ကဘုရားတော်ကရွာတော်ကရွာတော်ဆင်းအာကာသတို့ဘုံမစိုးရုပ်မစိုးတိုက်နှံခြင်းအမိယောရအဖယောရလက်ဒီဝါပါမကြံသာသနာသောတတိတဘအားလုံးအတွင်းလုံးတဲ့ကိုယ်နဲ့အပြင်လုံးတဲ့ကိုယ်နဲ့သူရသတိသံဒီတော်မှာပြည့်တဲ့သာသနာသောတာသဘာဝသောတာအယတနဲ့ယာမနဲ့ရည်ရည်နဲ့ပြည်စင်မဲ့အသိဉာဏ်တော်ဘုရားမဟာဗုဒ္ဓကြီးကိုသောဝတ္တပရိနိသောနဲ့အယတနဲ့ယာမမင်းတို့ကမကြာအခါတူကမြတ်ရရပါစေအမြတ်အတန်ပြေဝရမယ်ဒါကြောင့်အားလုံးလက်ဆိုရနော်ဒီလက်ချက်တော့ဣဒာမေပုံညာအာရဝတ္တယဝါဟဘောတုဣဒာမေပုံညာမိဂ္ဂနတ္တဣသေယောဟောတုအသင်္ခယတတိတော်မတို့ဒီသံဃာတော်တိုင်းတို့ဘုရားဘုရားတရားသံဃာမိဘဆရာဘုရားတို့ကိုယုံကြည်အားထားဘုရားတော်သုံးပါးနဲ့စိတ်ပါတော်သီလတော်မြတ်ကိုခံယူကျင့်သုံးစောင့်တည်ပါကုန်၏အရှင်ဘုရားဘုမတော်ဖျားစိတ်ခါကာလ၌သာသနာတော်ကြီးကိုကြီးညိုကြကုန်သောဝိပါခာအနာတပယ်သီရိဓမ္မာအစရှိသောသူတော်ကောင်းတို့သည်မြတ်စွာဘုရားသာသနာတော်ကြီးကိုစွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါးချီးမြှောက်ထောက်ပံ့လူသားတကဲ့သို့တပည့်တော်မတို့သည်လည်းမြတ်စွာဘုရားအမှုထားသောမှန်လာသောအရှင်မြတ်တို့အားဝိနည်းမင်္ဂလာကုသိုလ်ကောင်းမှုအကြောင်းပြု၍ခွန်9ရက်ခန့်တရားတော်ကိုပူဇော်ပွားများအားထုတ်ကြပါကုန်၏အရှင်ဘုရားယနေ့ယခုဗရာဇဏလူသားရသောဤကောင်းမှုနှင့်အားထုတ်ရသောဤကောင်းမှုသည်အာလုံးသောဒါနပါရမီအကျိုးရမကမုတ်ပဲပြေသာလူသားရကုန်သောကုသိုလ်မျိုးပါရမီမျိုးသက်ယူကြကုန်သောကုသိုလ်ကောင်းမှုအပေါင်းအစု၏ဘုရားကကို30ဘုံကိရိကုန်သောလုံးစုံများစွာဝိနည်းယဒုက္ခိတဒုက္ခိတတတ္တဝါအပေါင်းသည်ဘုသောနာကျောင်းတော်နာဓမ္မယုံတော်နာကျောင်းလိုက်တော်နာဝိဉ္တော်နာဘုရားတော်နာလွာတော်နာလွာတော်ရှင်လမ်းတော်နာအိမ်တော်နာတောတော်နာတောင်တော်နာအာကာသဇုဘုံမဇုယုတ်ကဇုအိုင်နာရှင်အမိယောယဖယောယနတ်ဒီဝါပေါင်းအားဖတ်သူကပြရရပါစေအမြပြေဝေပါ၏မရဲတဲ့နဲ့ယာမမင်းရေရေတဲ့နဲ့ဤရှင်မင်းစစ်ဘဝယခုဘဝတော်ဆက်တဲ့ဟောဆွေမျိုးတောင်းတော့ဣဒ္ဓအပေါင်းအားရရပါစေအမြပြေဝေပါ၏လက်တိုင်းလေးသောသူရှိသောအာဘဒဝေ
ဝဲတော်တည်းဒီလောက်တတ်သည်အပြီးတော့မတို့ဤတက်တဲ့ကံအရာ၌ကိုယ်လိုကောင်းမှုဘုရားကကိုလက်လို့ညွန်ပြတပိဒေသနာပြောကြပါသေးလားရှင်မြတ်ကိုဖျားအာလုံးကြာကြာမြာကုသိုလ်အမြယောဘုရားဘာဂောအားလုံးတရားစကားဝင်တဲ့ယောဂီများလည်းအမှားရတာနဲ့ဘုရားဆောင်ပါပြီးတော့အော်ဒီလိုသွားတယ်ဟမ်အမေရောတော့ခါရအပါတိဘုရားကြောရတာဘုရားကလေဒီမှုပြေပတ်ခေါ်ရအမေရောတော့လက်သမားဘုရားရောအမေရော